ကိုယ်စိတ်ကိုကောင်းအောင်ထားတယ်ဆိုတာဘယ်လိုတော့မကောင်းတဲ့နေရာမှာမထားတာပေါ့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားတာဒါကိုယ်စိတ်ကိုကောင်းအောင်ထားတယ်လို့ပြောတာကိုယ်စိတ်ကိုကောင်းအောင်ထားလိုက်ပြီးစိတ်ကလေးကောင်းသွားပြီဆိုရင်တွေးတာလည်းအကောင်းတွေးဖြစ်တော့မယ်ပြောတာလည်းအကောင်းပြောဖြစ်တော့မယ်လှုပ်တာလည်းအကောင်းလှုပ်ဖြစ်တော့မယ်စိတ်ကလေးကောင်းသွားပြီဆိုရင်အကုန်လုံးကောင်းသွားပြီတကိုယ်လုံးကောင်းသွားပြီတဘဝလုံးကောင်းသွားပြီစိတ်ကလေးကောင်းသွားတယ်ဒါကြောင့်အတ္တသမပဏိတိဆိုတာဘာတော့ကိုယ်စိတ်ကလေးကိုကောင်းအောင်ထားတာမကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးပမ်းအားထုတ်တာကိုဒါအတ္တသမပဏိတိလို့ပြောတာဟုတ်လားအဲ့ဒါဘုံဘုံတို့စာထဲမှာကိုယ်စိတ်ကိုကောင်းအောင်ဘယ်လိုထားမှလဲဆိုတာလေးကိုဖွင့်ပြတော့ကိုယ်မှာတရားတရားမရှိသေးဘူးဆိုရင်တရားတရားရှိအောင်တရားတရားတွေအားနည်းနေတယ်ဆိုရင်လည်းတရားတရားတွေထက်သန်အောင်ကြိုးစားတာဘုရားတရားတန်ခါယရဏမြတ်သုံးပါးရဲ့ပုံမှာယုံကြည်မှုတွေမျက်နှာမှုတွေကြည်ညိုမှုတွေလျော့နေသလားလျော့နေရင်တိုးမယ်ပေါ့ကိုယ့်ရဲ့ကိုချင်းသီလတွေညှိုးနွမ်းနေသလားဒါဆိုရင်ဖြူရှင်းအောင်တန့်ရှင်းအောင်ကြိုးစားမယ်ပေါ့နောက်တစ်ခုကနှမျောဝန်တိုမှုမစ္စရိယအညစ်အကြေးတွေစိတ်ထဲမှာအလွန်များနေသလားဘာမှမပေးနိုင်မပြုတ်နိုင်ဟုတ်လားအဲ့ဒါဆိုရင်လည်းပဲစွန့်လွတ်မှုဆိုတဲ့စာကတရားဖြစ်အောင်ကြိုးပမ်းရမယ်တဲ့၃မျိုးပြောတယ်နော်တတ္တသီလစာကမရှိသေးတဲ့အနေအထားမျိုးဖြစ်နေတဲ့ဆိုရင်အဲ့ဒီတတ္တသီလစာကဖြစ်ပေါ်လာအောင်ကြိုးပမ်းအထုတ်တာအဲ့ဒါကိုအတ္တသမ္မာပဏိတိဒီလိုလေးပြောတယ်ဟုတ်လားအဓိကကတော့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားတာကိုအတ္တသမ္မာပဏိတိလို့ကျေပြက်ပြက်နားလည်ခြင်းတယ်ဆိုရင်တော့စိတ်တွေမကဘူးအပြောတွေရောအလုပ်တွေရောကိုယ်တကိုယ်လုံးကိုမကောင်းတာတွေမဖြစ်အောင်ကောင်းတာတွေဖြစ်အောင်ကြိုးစားတာကိုယ်ကိုကောင်းအောင်လုပ်တာကိုယ်ကိုကောင်းတဲ့နေရာမှာထားတာကောင်းဖို့ကြိုးစားတာပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့အလွန်အတူယူစရာကောင်းတဲ့ဇတ်တော်လေးတစ်ပုဒ်ဘုန်းဘုန်းကပြောပြခြင်းတယ်မြတ်စွာဘုရားဇတ်တော်တွေကိုဟောတယ်ဆိုတာအတူယူစေဖို့ပေါ့နော်အဓိကအဲ့ဒီရွယ်ချက်နဲ့ဟောတာဘာလို့ဒီဇတ်တော်လေးကိုပြောခြင်းစိတ်ပေါက်တုံးဆိုတော့ဘုန်းဘုန်းတို့ရဲ့ဘဝမှာကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာအဓိကအခက်အခဲဖြစ်နေတာအဓိကအနှောက်အယှက်ဖြစ်နေတာအဓိကမကောင်းတာတွေဖြစ်နေတာတွေဟာဘာတွေလဲဆိုရင်ဒေါသတွေပဲဖြစ်တာများတယ်မကျေနပ်မှုစိတ်တိုင်းမကြမှုနော်အဲ့ဒီမကျေနပ်မှုစိတ်တိုင်းမကြမှုကိုပဲအခြေခံပြီးတော့အပြောတွေကဆိုးလာတယ်အလုပ်တွေကဆိုးလာတယ်နတ္ထိဒေါသသမောကလိဆိုတဲ့အတိုင်းဒေါသနဲ့တူသောအပြစ်မရှိလို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအလွန်ကြီးမားတဲ့အပြစ်တွေဥတည်နေတယ်ပေါ့ဒီဒေါသဒါကြောင့်ဒေါသဖြစ်နေတဲ့အနေအထားကနေဒေါသမဖြစ်တဲ့အနေအထားလေးကိုရောက်အောင်ကိုယ်စိတ်ကလေးကိုကောင်းကောင်းထားဖို့ဒီရွယ်ချက်နဲ့ဒီဇတ်တော်လေးကိုပြောကြည့်ခြင်းနော်ဇတ်တော်ရဲ့နာမည်ကသုလဘောဓိဇတ်တဲ့ဒေါသအလွန်ကြီးတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာပါအနှစ်ချုပ်လေးပဲဖုံဖုံပြောနော်တခုသောဘဝတုန်းကဘုံဘုံတို့ဘုရားလောင်းကြီးကဗြဟ္မပြည်ကနေစုတည်ပြီးတော့အလွန်ချမ်းသာတဲ့တထေးမျိုးတထေးနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့လိုပဲသူ့လိုပဲဗြဟ္မပြည်ကနေဗြဟ္မတယောက်စုတည်ပြီးတော့တထေးမျိုးတထေးနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့ဒါကကောင်းပါလေးအရင်ဘဝကောင်းပါလေးမှုဗြဟ္မမဖြစ်ခင်တော့ကောင်းပါလေးမှုလို့ပေါ့နော်အဲ့ဒါနဲ့သူတို့ချင်းဆက်ပြီးတော့မိဘတွေချင်းဆက်နေတာဆိုတော့ဒီကလေးနှစ်ယောက်စိတ်ပါဝင်စားမှုမရှိဘဲနဲ့အရွယ်ရောက်လာတော့ပေးစားလိုက်ကြတယ်ဗြဟ္မပြည်ဆိုတာကတက်တန်းကအကြာကြီးဒီကာမရာဂကိုကင်းကွာပြီးတော့အကြာကြီးနေလာတာဆိုတော့သူတို့ဟာဒီကိစ္စကိုဒီအိမ်တော်သားမွေးကိစ္စကိုစိတ်ဝင်စားပါဒါပေမဲ့မိဘတွေကိုမလွန်ဆန်နိုင်လို့သူတို့အိမ်တော်ပြုရတယ်။နောက်မိဘတွေအကုန်လုံးနှစ်ဖက်လုံးကွယ်လွန်သွားကြပြီဆိုတော့ဘုရားလောင်းကသူ့ရဲ့အမျိုးသမီးဇနီးတွေကိုခေါ်ပြီးတော့ပြောတယ်။ငါတော့ဒါတွေအကုန်လုံးကိုစွန့်ပြီးတော့ဟိမွန်တာဝင်ပြီးတော့မြတ်သောကျင့်ကိုကျင့်မယ်။တောထွက်တော့မယ်ရသေးဝတ်တော့မယ်။ဒါကြောင့်မင်းဒီအိမ်မှာရှိတဲ့ပစ္စည်းတွေမင်းအကုန်လုံးမင်းယူလိုက်တော့စွန့်တာပေါ့။အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးကလည်းအရှင်တို့ထွေးတဲ့တွေးကိုသူဟာပါဇက်နဲ့မခံလို့ပါဘူးသူလည်းပဲအဲ့ဒီစိတ်ကူးတွေရှိတဲ့အတွက်ကြောင့်အရှင်နောက်ကလိုက်ပေးရစီဆိုတော့ဘလို့မှမတားတာတဲ့အနေအထားဆိုတော့ပ
ပစ္စည်းတွေအကုန်လုံးစွန့်ထားခဲ့ပြီးတော့အဲ့ဒါဇနီးခမောနှစ်ယောက်ထွက်သွားကြတယ်အဲ့ဒါနောက်တော့တောထဲမှာရသေးဝက်ကလေးနဲ့နေကြတာဇန်တို့ဘာတို့မရဘူးတဲ့10 နှစ်ကျော်လောက်ကြာသွားတယ်ဘာလို့မရတာတုံးဆိုတော့တန်ရောစင်ကပါလာတယ်လွတ်ကြွမလုံးနိုင်ဘူးဒါကြောင့်မရတာလို့ဘုံကတော့အလိုတွေးကြည့်တော့အဲ့ဒါနောက်တော့ဒီခန္ဓာကိုယ်ကအချင်းတက်တို့အငံတက်တို့လိုအပ်လာတဲ့အခါနော်လူတွေနေတဲ့နေရာတွေသူတို့လာကြပြန်တယ်အဲ့လိုလာရင်းနဲ့ပြမရမင်းကြီးရဲ့ဥယျာဉ်မှာသူတို့တဲကြတော့တဲရဲ့ဥယျာဉ်တွေမှာတဲနေကြတော့မင်းကြီးကဥယျာဉ်လာရင်းနဲ့ဒီယသိကိုမြင်တယ်ဒီယသိနှစ်ယောက်ကိုမြင်တော့သူသဖြင့်ဒီယသိမလေးကအလွန်မှချောမောလှပတဲ့အတွက်ကြောင့်ရကျင်ဘယင်ကြီးကအရွယ်လည်းရှိသေးတယ်ဆိုရကျင်အဲ့ဒါနဲ့ဘာတော်တော့လို့မေးတယ်မေးတဲ့အခါကျတော့ဘုရားလောင်းကအခုတော့ဘာမှမတော်ဘူးတဲ့ဒါပေမဲ့လို့လူဘဝတုန်းကဒါသူ့ရဲ့ဇနီးပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကဒီယသိမကိုငါအတင်းအဓမ္မယူမယ်ဆိုရင်ဒီယသိကနော်ဘလို့မြန်တုံ့ပြန်မလဲမသိဘူးဒါနဲ့အကဲဆန်းတဲ့အနေနဲ့အဲ့လိုဆိုရင်ဒီယသိမကိုငါအတင်းအဓမ္မယူသွားမယ်ဆိုလို့ရှိရင်အရှင်ယသိဘာလုပ်မလဲပေါ့အဲ့တော့ဘုရားလောင်းကဘာပြောလို့ဆိုတော့ငါပုထုသင်တဘာဝဒေါသတော့ထွက်ကောင်းထွက်လိမ့်မယ်တဲ့စိတ်တူတာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီဒေါသကိုငါအပြင်မထွက်စေရဘူးတဲ့ထောင်းထောင်းထနေတဲ့မြူတွေကိုတော့တခဲနဲ့ရွာချလိုက်တဲ့မိုးကြီးကတခဏချင်းပဲငြိမ်းအေးသွားစေသလိုမျိုးငါတဏ္ဍမှာဖြစ်လာတဲ့ဒေါသတွေကိုငါတခဏချင်းပဲနှိမ့်သက်ပြစ်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကဒီယသိရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုတောင်းမတွေးနိုင်တော့ပဲနဲ့သူ့ရဲ့လက်အောင်ငယ်သားတွေကိုဒီယသိမလေးကိုအတင်းအဓမ္မနန်းတော်ခေါ်သွားလို့ခိုင်းတယ်ခေါ်သွားကြတာအဲ့ဒါနန်းတော်ရောက်တဲ့အခါကျတော့သူ့ကိုမိဖုရားမြောက်မယ်ဒါကြောင့်မလို့သူ့ရဲ့အလိုကိုလိုက်ဖြောင်းပြပြောဆိုတာပေါ့ဒါပေမဲ့အဲ့ဒီယသိမလေးကလည်းအဲ့ဒါကိုစိတ်မဝင်စားဘူးမိဖုရားဖြစ်ဖို့လည်းစိတ်မဝင်စားဘူးဒီထီနန်းစီသိမ့်လည်းစိတ်မဝင်စားဘူးအဲ့တော့သူကငိုပဲငိုနေတယ်ဒါကိုသူစိတ်မဝင်စားဘူးသူ့ကိုပြန်ပို့ပါဘလို့မှသွေးဆောင်ဖျားယောင်းလို့မရတဲ့အခါကျတော့သူ့ကိုအလုံးပိတ်ပြီးတော့ခန်းထဲမှာထားပြီးတော့ဘုရင်ကဘာစဉ်းစားလဲဆိုတော့ယသိတွေကအကျင့်ရှိတယ်တီလာရှိတယ်တချို့ဒီလိုယသိတွေဟာထူးခြားတဲ့ဆန်းပြားတဲ့ဂံဗီရအတတ်ပညာတွေတက်ကြတာတွေရှိတယ်အဲ့ဒါငါ့ဘုံမြန်ဒုက္ခရောက်အောင်သူတို့တက်တဲ့အတတ်ပညာနဲ့လုပ်မယ်ဆိုရင်ခက်လိမ့်မယ်ဆိုပြီးတော့စုံစမ်းမဲ့အနေနဲ့ဥယျာဉ်ထဲမှာကြံနေရတဲ့ဘုရားလောင်းယသိတွေကိုတိတ်တိတ်ကလေးတာတာလေးအချမ်းရနေမပါဘဲနဲ့သူလာကြည့်တယ်ဘာတွေမြန်ငါ့ကိုအကျိုးမဲ့အောင်လုပ်နေတယ်လေဆိုတဲ့သဘောမျိုးနော်အဲ့လာကြည့်တော့ဘုရားလောင်းအဲ့ဒီချိန်မှာသင်္ကန်းချုပ်နေတယ်သူ့စိတ်ထဲမှာအလွန်ကြီးမားတဲ့လောကဓာတ်ကြီးတွေ့ပြီဒါပေမဲ့ငြိမ်းအေးသွားပြီသင်္ကန်းချုပ်ပြီးတော့နေနိုင်တယ်အဲ့တော့ဘုရင်နောက်ကရောက်နေတာကို तू ကမသိဘူးမသိတော့ဘုရင်ကြီးကသိရတဲ့နဲ့သူ့ကိုလှည့်မကြည့်တာလို့ထင်နေတယ်ဒီယသိကစောတော့ကတော့စိတ်မတူဘူးလို့ကြုံရတယ်ခုကြတော့လည်းပဲသူစိတ်တွေတူပြီးတော့ငါ့ကိုလှည့်တော့မကြည့်နိုင်ဘူးသူလည်းသူထင်ချင်းဆိုရှောက်ထင်းနေတာဟုတ်လားအဲ့ဒါနဲ့သူကရှေ့ကနေသွားပြီးတော့ရှင်ယသိစောတော့ကတော့အတင်းကြုံရတယ်နော်ဖြစ်လာတဲ့ဒေါသကိုနော်မြူတွေကိုမိုးကြီးကနှိမ့်သက်ပြစ်တယ်လို့နော်ဖယ်ရှားပြစ်လိုက်တယ်လို့ဖယ်ရှားပြစ်မလို့ပြောခဲ့တယ်အခုငါ့ကိုစိတ်တူလို့သင်မပြောတာမဟုတ်လားအဲ့ဒီတော့မှဘုရားလောင်းကမဟုတ်ဘူးဒီရှင်မင်းငါ့ကိုထင်လွဲနေတယ်ပေါ့အဲ့ဒီမှာသူကငါတန်တမှာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုငါမထွက်စေရဘူးအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကအရှင်ယသိဖြစ်တော့ဖြစ်တယ်မထွက်စေရဘူးဆိုတာဘာပြောတာတော့ဖြစ်တော့ဖြစ်တယ်ဆိုတာအစင်မပြေတာတွေစိတ်တိုင်းမကြစရာတွေတွေးလာပြီဆိုရင်ဒေါသတော့ဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကာယကံမြောက်ဝစီကံမြောက်ပြောတာဆိုတာလှုပ်တာကိုင်းတာမှားယွင်းသည်အထီတော့အဲ့ဒီဒေါသကိုပြင်မဲ့ကောင်ကထွက်ခွင့်မပေးဘူးဒါပါလေသူကိုယ်သူကောင်းကောင်းထိန်းထားတာပေါ့နော်အတ္တတမပဏိတိဆိုတာအဲ့ဒါကိုကောင်းကောင်းထိန်းထားတာမတတ်တာလို့မပေရသေးလို့ဒီကိလေသာဖြစ်တော့ဖြစ်လာတယ်မဖြစ်အောင်ကြိုးစားတဲ့ကြားထဲကပဲဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်အဲ့ဒါကိုကြီးထွားခွင့်သူမပေးဘူးလို့ပြောတာအဲ့လိုပြောရင်းနဲ့ဘုရင်ကြီးကိုသူ့ရဲ့သဘောထားတွေအမှန်ကန်သိပြီးတော့နားလည်မှုရှိသွားအောင်ဆိုပြီးတော့ဘုရားလောင်းကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါစက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့အင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်
ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ဒီဒေါသဆိုတာပညာမဲ့တို့ရဲ့ကျက်စားရာဖြစ်တယ်တဲ့အဲ့ဒီစကားလေးကို तू ထက်ခါထက်ခါသုံးတာကိုတွေ့ရတယ်ဘုံဘုံဆိုတော့စားတဲ့ကြည်လာနော်ကောရောဒုံမေဒဂောစရောနော်အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရာလူမိုက်ရဲ့ကျက်စားရာလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေတယ်ဘာမှသိစိတ်တိုင်းမကြချင်ဘူးနော်စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ကိုယ်စိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကြသွားတာလည်းမရှိဘူးအဲ့တော့သူကအကျိုးမရှိဘဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်အောင်နော်လို့ရရောက်တဲ့အတွက်ကြောင့်ဒေါသဖြစ်ရတာတော့မိုက်မဲတာမရှိဘူးဆိုတဲ့အတိပ္ပယ်ကိုပေါ်ညွှန်းတာဟုတ်လားဒါကြောင့်မလို့ကောရောဒုံမေဒဂောစရောတဲ့အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရာတဲ့အဲ့ဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်တစ်ချက်ထဲရောက်နေပြီလို့ဘုံတို့စဉ်းစားမယ်နော်စိတ်တူပြီးဟေ့ဆိုရင်ကိုယ်ပဲတစ်ချက်ထဲရောက်နေလူမိုက်တစ်ချက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားမယ်နော်မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတဲ့ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစည်းပွားကိုလည်း तू လစ်လျူရှုပြလိုက်တယ်အဲ့မှာမရရင်နေကွာကောင်းတာတွေမကောင်းရင်လည်းနေပါစေတော့ငါတော့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်တယ်ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုတယ်အဲ့ဒီအမျက်ဒေါသငါတန်တမာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်မမထွက်စေရဘူးပြီးတော့ तू ဘာပြောတော့မီးပုတ်ခုံကနေမီးထပြီးတော့တောက်အောင်မီးပုတ်ကြတာရှိတယ်မီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကကျန်တာတွေကိုမလောင်ခင်မှာအဲ့ဒီမီးပုတ်ခုံကိုအရင်လောင်တယ်ဒါဘုရားလောင်းပေးခဲ့တဲ့ဥမာလေးပဲနော်ဘုန်းတို့အလွန်မာတဲ့အသားနဲ့စုံကလေးလှုပ်ပြီးတော့ဟုတ်လားအဲ့ဒါကိုဒလက်လိုဟာမျိုးနဲ့ပေါ်ကနေပြီးတော့ပုတ်တာပေါ့အဲ့ဒီမှာဝါးလေးတွေပါလေးတွေကိုနှုတ်ညံ့နေအောင်တတ်ပြီးတော့လဲမှုလေးပါလေးတွေလည်းထည့်ပြီးတော့အတင်းပုတ်တဲ့အခါမှာမီးထွက်လာအဲ့ဒီမီးကဘယ်ကိုရင်လောင်တော့ဆိုတော့အဲ့ဒီမီးပုတ်ခုံကိုပဲအရင်လောင်အဲ့လိုပဲစိတ်တူပြီးဒေါသဖြစ်ပြီးဆိုရင်ဟာကိုကတော့ဘယ်လိုတွေလုပ်ပြလိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုကျုံဝါနေတော့လည်းပဲတကယ်အဲ့ဒီဒေါသမီးကဘယ်သူ့ကိုအရင်နှိပ်စက်နေတာကိုယ့်ကိုအရင်နှိပ်စက်နေတာတဲ့အမှဆက်ပေါ်သူဂါထာလေးနှစ်ပုဒ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်တော့သဘောကျလွန်းလို့ပြောလိုက်အောင်ဟုတ်လားအကိဝတိနာကထသမိန်ကောရောယတဩဒတိနေဟယတိတတယတောကာလပခေဝစန္တိမှာလူမိုက်တွေတန်တမှာဖြစ်တဲ့ဒေါသဟာရဲ6တွေတိရွက်6တွေတိခက်6တွေတဲ့ကြာသွားတဲ့မီးလို့တခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုန်းဆိုထပြီးတော့တောက်တယ်ဟုတ်လားည6တွေတိရွက်6တွေကြားတဲ့မီးလို့တဲ့လူမိုက်တန်တမှာဖြစ်တဲ့ဒေါသဟာကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့တဲ့နိဟယတိတတယတောကာလပခေဝစန္တိမှာနော်လာစုပ်ပခမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးဟာတဖြည်းဖြည်းနဲ့ဆုတ်ယုတ်သွားလိမ့်မယ်တဲ့အဲလူမိုက်တွေရဲ့သဘောကိုပြောတော့နော်အပညာရှိလို့ကြတော့ဘယ်လိုပြောတော့အနိန်တော်ဒုမကေတုဝကောတော်ယတုပတမတိအာပုရတိတတယတောတုတ်ကပခေဝစန္တိမှာလူပညာရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာလည်းဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်ဒါပေမဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တန်တမှာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ်းသွားတယ်။ဟောဘုန်းတို့ဒီကြွေပြားပေါ်ကိုင်းမီးကြာသွားတယ်တမန်တလင်းပေါ်မီးပွားလေးကြာသွားတယ်လောင်စရာမရှိတော့ဘာဖြစ်သွားငြိမ်းသွားရောဟုတ်လားလောင်စာမရှိရမှာကြာတဲ့မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ်းသွားတယ်တဲ့အဲ့လိုတခဏချင်းငြိမ်းအောင်လုံနိုင်မယ်ဆိုလို့ရှိရင်အာပုရတိတတရတောတုတ်ကပခေဝဇန်နေမှာလာဇံပခမှာထွက်တဲ့လလို့သူ့ရဲ့အချမ်းရံတွေကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြည့်ဝလာလိမ့်မယ်လို့ပြောတာအဲ့တော့ဒီဇက်တော်လေးကိုဘုံဘာကြောင့်ပြောတာတော့ခုဘုရားလောင်းအဲ့လိုလေးပြောတဲ့အခါကျတော့သဘောပေါက်ပြီးတော့ယသိမကိုလည်းပဲနော်ဖြားယောင်းလို့မရတော့ဘုရင်ကြီးကပြန်ပြီးတော့ယသိကိုပဲပြန်ပေးလိုက်တာပါပဲနောက်တော့ယသိမလေးကတေးသွားတယ်ယသိမလေးတေးသွားတော့မှဘုရားလောင်းကဇန်နေဘိညာဉ်တွေရသွားတာဇက်တော်တော့ဒါအနှစ်ချုပ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြင်မဲ့ကိုမထွက်စေရဘူးဆိုတဲ့ခံယူချက်ဟာကိုကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေကိုပဲမဖြစ်စေအောင်သူစူးစမ်းမယ်ဥဒုသင်တဘာဝမလွဲတာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီးဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်ကြိုးစားတယ်ပေါ့နော်အဲ့ဒါလိုနှီးမျိုးစုံနဲ့ကိုကောင်းအောင်ထိန်းတာကောင်းအောင်ကြိုးစားတာကိုစိတ်ကိုကောင်းအောင်ထားတာကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့ဟုတ်လား
အဲ့ဒါဆိုရင်ဘုံဘုံတို့နာယီလေးကြည့်ပြီးတော့အကွက်စစ်အောင်ပြောရမယ်ဟုတ်လားဒါအတ္တသမပဏိတိရဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့လိုဆိုရင်ဒီစိတ်ကိုကောင်းအောင်ဘုံဘုံတို့ဘလို့ထားမလို့အတ္တသမပဏိတိစဒီစက်ကြီးကိုချော့ချော့မွေ့မွေ့လဲအောင်ဘုံဘုံတို့ဘလို့ကြိုးပမ်းမလို့အတ္တသမပဏိတိကိုမြတ်စွာဘုရားဆက်လို့ဟောတာရှိတယ်ပဝေဇကတပုံညတာရှေးကောင်းမှုရှိလို့ပဋိဒုဘဒေတာဝါဒနော်ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေနိုင်တဲ့အရက်ဒေတာမှာလူလာဖြစ်ပြီးဟုတ်လားအဲ့ဒါလို့ဆိုရင်တပ္ပုရိသတန်တေဝအသိဉာဏ်ရှိတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းအပ်သင်ရတယ်ဟုတ်လားအဲ့ဒီအချိန်မှာကိုကအတ္တသမပဏိတိကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဒါ၄မျိုးကိုနော်ဆက်လို့ခေါ်တယ်ဆက်ဆိုတာပင်နိယံဘိန်းတွေတစ်ခုနဲ့တစ်ခုဗကြိုးနဲ့ဆက်သွယ်လို့ပဲဖြစ်စေပင်နိယံဘိန်းလေးတွေခွေးသွားစိတ်နဲ့ဆက်သွယ်လို့ပဲဖြစ်စေတစ်ခုနဲ့ဆက်သွယ်သားပြီးတော့တဘိန်းလည်းရင်နောက်တဘိန်းလဲသွားတာကိုဆက်လို့အကျဉ်းပြင်းနားလေတော့နော်အဲ့လိုပဲဒီ၄မျိုးကတစ်ခုလဲရင်နောက်ထပ်တစ်ခုကဆက်ပြီးတော့လဲသွားတယ်ဒါကြောင့်ဆက်လို့လည်းပြောတယ်ဒီအတ္တသမပဏိတိစကိုကောင်းအောင်ထားတယ်ဆိုတဲ့ဒီအလွန်အရေးပါတဲ့ဒီဆက်ကိုဘုံဘုံတို့လေပတ်အောင်ဘလို့ကြိုးစားမလို့ဒီနေရာဖြင့်ကိုယ်စိတ်ကိုကောင်းအောင်ဘလို့ထားမလို့ဒါဘုံဘုံသုတ်တန်လေးနှစ်ပုဒ်ရွေးထားတယ်နော်ပြောချင်တာလေပထမသုတ်တန်ကဘာလဲသာစိတ်တသုတ်တန်နဲ့ဒုတိယသုတ်တန်ကကုံဘသုတ်တန်နဲ့ဘာလို့ဒါလေးနှစ်ပုဒ်ကိုရွေးထားလဲဆိုတော့စိတ်ကိုကောင်းအောင်ဘလို့ထားမလဲဆိုတဲ့အပိုင်းမှာစင်ကျင်တဲ့အပိုင်းနဲ့စိတ်ကိုထားဖို့မြတ်စွာဘုရားသင်ပြထားတာရှိသလိုပွားများတဲ့အပိုင်းနဲ့လည်းပဲစိတ်ကိုကောင်းအောင်ထားဖို့သင်ပေးထားတာတွေရှိတယ်ဟုတ်လားဒါကြောင့်ပြည့်စုံစေခြင်းနဲ့ပေါ့နော်ကိုယ်စိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအပိုင်းနှစ်ပိုင်းနားလည်မှာနော်စင်ကျင်တဲ့အပိုင်းရယ်ပွားများတဲ့အပိုင်းဟုတ်လားအဲ့ဒါစင်ကျင်တဲ့အပိုင်းကိုဘုံဘုံတို့သာစိတသုတ်တံကိုကြည်ခြင်းအဖြစ်စင်ကျင်တဲ့အပိုင်းဟာစိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအလွန်ရေးပါတယ်လို့သိနိုင်တယ်ပေါ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာလာတယ်သာစိတသုတ်တံတဲ့ယဟန်တို့တဲ့ကိုယ်စိတ်ကိုနော်သူများရဲ့စိတ်ဘလို့ဖြစ်နေတယ်လဲဆိုတာကိုသူများစိတ်ကိုမလိမ္မာတဲ့မသိနိုင်တဲ့ပုံကိုယ်တွေဟာကိုယ်စိတ်ကိုလိမ္မာကျွမ်းကျင်အောင်ကိုယ်စိတ်ကိုသိအောင်မြင်အောင်ကြိုးစားရမည်တဲ့ဘုံဘုံတို့သူများစိတ်ကိုမသိနိုင်ဘူးနော်အပိဉ္ဉမရလို့မသိနိုင်ဘူးအဲ့လိုဆိုလို့ရှိရင်သူများစိတ်မသိခြင်းနေပဲစေကိုယ်စိတ်ကိုပဲသိအောင်ကြိုးစားမယ်အဲ့ဒါလိုလေးမြတ်စွာဘုရားဏိဒန်းလေးခြီးပြီးတော့ဥပမာလေးပေးတယ်နော်ငယ်ရွယ်သေးတဲ့လှခြင်းပခြင်းတဲ့အရွယ်လေးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ရေမိုးချိုးဖီးလိမ်ပြင်ဆင်ပြီးတော့ဟုတ်လားဘယ်ရှိမှသူတို့ပြင်ဆင်ကြတာတော့ဖီးလိမ်ကြတယ်ဆိုမှန်ရှိမှာပေါ့ဟုတ်လားမှန်ရှိမှသူတို့ဖီးလိမ်ကြတယ်ပြင်ဆင်ကြတယ်မှန်ကြည့်တယ်ဘာလို့ကြည့်တော့မျက်နှာပေါ်မှာအစင်မပြေတာတွေမတင့်တယ်တာတွေမတန့်ရှင်းတာတွေပေးကျန်းနေတာတွေအကယ်လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပြင်မဲ့တုတ်တင်ပြင်မဲ့တန့်ရှင်းသွားအောင်လုပ်မယ်ပေါ့နော်တဆင့်တက်ပြီးတော့ဒီမျက်နှာလေးကိုပို့ပြီးတော့ကြည့်ကောင်းနော်လိမ့်မယ်ချဲမယ်ဆိုတာလည်းရှိသေးတယ်ဟုတ်လားအဲ့တော့မှန်ကြည့်တယ်ဆိုတာအဓိကပါလဲမကောင်းတာကိုဖယ်ပြဖို့ကောင်းတာတွေအဲ့ဒီပေါ်ထပ်ပြီးတော့တင်ဖို့အလွန်ကောင်းတဲ့ဥမာနော်အဲ့လိုပဲဘုံဘုံတို့တွေဟာမှန်ကြည့်တဲ့ပုဂ္ဂိုလ်ဟာနော်မှန်ကြည့်ရင်းနဲ့မျက်နှာလေးကဘာမှအပြစ်မရှိဘူးအညစ်အကြေးတွေမရှိဘူးဆိုရင်သူဝမ်းသာတယ်အညစ်အကြေးတွေရှိရင်လည်းသူဖယ်ပြစ်မယ်ပေါ့အဲ့ဒီလိုပဲတဲ့နော်အတ္တသမပဏိတိစကိုကောင်းအောင်ထားဖို့ကိုယ်စိတ်ကိုကောင်းအောင်ထားဖို့ကြိုးစားတဲ့နေရာမှာဒီနီလန်းလေးကိုနော်အလွန်ကောင်းလို့သုံးကြည့်ဖို့ဒါဘုံဘုံကပြောနေတာဟုတ်လားအဲ့ဒါကိုယ်စိတ်ကိုဘာလုပ်ရမလို့ဆိုတော့ကြည့်ရမယ်စစ်ဆေးရမယ်ပေါ့နော်မှန်ကြည့်တယ်လို့မျိုးမကောင်းတာတွေများရှိနေသလားကိုယ်စိတ်ကိုစစ်ဆေးရမယ်အဲ့ဒါစစ်ဆေးပုံစစ်ဆေးနည်းကိုမြတ်စွာဘုရားဒီမှာအများကြီးတောင်ပြောထားတယ်နော်ဘုံဘုံကတော့အချင်းချုပ်ပြီးတော့ပဲပြောပါမယ်ပထမတတွဲပါပြောတော့ဆိုတော့နော်အဘိဇာလူနုခောဘဟုလံဝိရဒာမိငါသူများပစ္စည်းမတရားလိုချင်တဲ့စိတ်တွေများငါမှရှိနေသလားအဘိဇာတရားတွေနော်ဒါမှမဟုတ်အဲ့ဒီစိတ်ရုံမာတဲ့စိတ်တွေမရှိဘူးလားဒါတတွဲပေါ့နော်နောက်ဗျာပါဏစိတ်တော့ငါစိတ်ကြီးကဖောက်ပြန်နေလားဖောက်ပြန်နေဆိုတော့သိုးနေတဲ့ထမင်းဟင်းနေလို့နော်စိတ်ကြီးကနော်ပုတ်သိုးနေတယ်လို့မျိုးစိတ်ကြီးကမကောင်းနေတာပေါ့နော်ဟုတ်လားအဲ့လိုဖောက်ပြန်တဲ့စိတ်တွေများရှိနေသလားဒါမှမဟုတ်ဖောက်ပြန်တဲ့စိတ်မရှိဘဲနဲ့အာရှိပါရှိကောင်းကောင်းမွန်မွန်စိတ်ကလေးကောင်းနေသလားကိုစဉ်းစားတဲ့ဟုတ်လားပြီးတော့ထိနမိတ်တအိတ်ချင်ခိုင်မြည်တဲ့စိတ်တွေရှိနေသလားဒါမှမဟုတ်ရင်ကြည်လင်လန်းဆန်းပြီးတော့ထိနမိတ်တကင်းတဲ့သဘောဖြစ်နေသလားဟုတ်လားဥဒ္ဒတော်နှုဒ္ဒတော်တဲ့စိတ်တွေပြန့်လွင့်နေလားဒါမှမဟုတ်စိတ်တွေမပြန့်လွင့်ဘူးလား
နော်ဝီစီကိစ္စတဲ့ယုံမတန်တရားတွေနဲ့မြန်နေနေလားဓမ္မမဟုတ်တိဏဝီစီကိစ္စယုံမတန်တရားကိုနော်ဖယ်ခွာပြီးတော့လွန်မြောက်ပြီးတော့မြန်ငါနေနိုင်သလားနောက်တစ်ချက်ကကောရနောအကောရနောတဲ့ကောရနောဆိုတာခဏခဏစိတ်တူပြီးတော့ပဲနေသလားဒါမှမဟုတ်စိတ်မတူပဲနဲ့မေတ္တာဓာတ်နဲ့နော်ကြည်ကြည်လင်းလင်းချမ်းချမ်းသာသာတတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်နဲ့အေးချမ်းချမ်းလေးမြန်ရှိနေသလားစီစေရမှာပေါ့နော်ပြီးတော့တန်ကိလေသာငါစိတ်ကြီးကညှဉ်းနှွမ်းပြီးတော့နေသလားဒါမှမဟုတ်ဖြူရှင်တန့်ရှင်းပြီးတော့နေသလားဒီခါလေးစိတ်တွေညစ်တယ်လို့ခံစားလို့ရတယ်ဟုတ်လားစိတ်ညစ်ခြင်းကတော့အများကြီးပါအကြောင်းတရားတွေကတော့ဒီဝိယပြောရင်တော့လောဘဒေါသမောဟတွေပြီးပြင်းထန်လို့ရှိရင်စိတ်တွေညစ်လာတာပဲဟုတ်လားနောက်တာရထကာရတယ်ငါခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့မြန်နေသလားခန္ဓာကိုယ်မချမ်းသာပဲနဲ့ဒီခါတလေဘုန်းဘုန်းတို့အလုတ်ကျမ်းမလို့ရပဲနဲ့နှုံချီပြီးတော့စိတ်ကထောင်းလို့ကိုကြေးနေတဲ့အနေအထားမျိုးကိုရည်ညွှန်းတာလို့ဘုံဘုံထင်ပါတယ်ဟုတ်လားအဲ့ဒါလိုခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့နေလားဒါမှမဟုတ်တတ်တာပြီးတော့နေလားနောက်ပြီးတော့ကုတိတော်တဲ့ပြင်းကြီးပြီးတော့ကောင်းတာကိုမလုပ်ခြင်းမကိုင်းခြင်းစိတ်မကိုမပါဘူးဒါလည်းရှိသေးရဲ့နော်အဲ့လိုနေလားဒါမှမဟုတ်တက်ကြွပြီးတော့ကောင်းတာကိုလုပ်မယ်ခွာနော်ဝိရိယအားတွေနဲ့နော်တကယ်ကိုပဲရဲရင်ပြီးတော့နေသလားသို့မဟုတ်အတ္တမဟိတောတမဟိတောတဲ့စိတ်တွေကတည်ငြိမ်ပြီးတော့နေသလားမတည်ငြိမ်မဲနဲ့နေသလားဒါမြတ်စွာဘုရားပြောထားတာလေးတွေကိုဘုံဘုံကိုအောင်ပြောလိုက်ဟုတ်လားအဲ့ဒါလိုဘာလို့အောင်ဆိုဆင်ញင်ရမယ်တဲ့အဲ့ဒီလိုဆင်ញင်လို့ရှိရင်အဲ့ဒီဆင်ញင်မှုဟာကုသိုလ်ကောင်းမှုတွေတိုးပွားဖို့ကြိုးစားတဲ့လူတစ်ယောက်အတွက်အလွန်မှအကျိုးများတယ်တဲ့အဲ့ဒီစကားလေးကိုလည်းဘုံဘုံကဒါမြတ်စွာဘုရားရဲ့နော်မူရင်းစကားတော်လေးတွေကိုပူဇော်ခြင်းတဲ့သဘောပေါ့နော်တချို့ကလည်းပဲဒီပါဠိလေးတွေကိုအလွန်နှစ်သက်ကြတယ်ဟုတ်လားပိစဝခဏဘဟုကာရဟောတိကုသလေတုဓမ္မေတုတဲ့နော်ဆင်ញင်တယ်ကိုယ့်ရဲ့စိတ်မှာဒါတွေကောင်းတာတွေရှိလားဆိုးတာတွေရှိလားဘလို့တုံးလို့ဆင်ញင်ကြည့်တာဟာတဲ့ကုသလေတုဓမ္မေတုကုသိုလ်တရားတွေမှာဘဟုကာရဟောတိအလွန်မှအကျိုးများတယ်တဲ့ကုသိုလ်တရားတွေနဲ့တိုးပွားခြင်းတယ်ဆိုရင်ဘာလို့အောင်လဲကိုယ်စိတ်ကိုဆင်ញင်ရမယ်တဲ့အဲ့လိုဆင်ញင်လို့တကယ်လို့မြန်မကောင်းတာလေးတွေတွေ့လာတယ်တကယ်လူများကတကားရတာထဲရတာမကောင်းတာတွေ့မှာပဲဆင်ခြင်ဟုတ်လားရှိတာပဲလေအဲ့ဒါတွေဟုတ်လားအဲ့လိုမကောင်းတာတွေ့လာပြီဆိုလို့ရှိရင်တဲ့ဘလို့သဘောထားရမှာတော့ဘလို့ဆက်လုပ်ရမှာတော့ပါပကနံအကုသလနာဓမ္မနပဟာနာယအဓိမတောစသံသောစဝါယမောစဥဒ္ဒဟောစဥဒ္ဒောလိစအပတိဝါနိစတတိစတမ္ပတင်ဉ္စကရဏီယံအဲ့ဒီမကောင်းတဲ့ယုံညံ့တဲ့အကုသိုလ်ဓာတ်တွေကိုအဲ့ဒီစိတ်ဓာတ်တွေကိုဖယ်ရှားပြစ်မယ်ဆိုတဲ့စိတ်နဲ့ပြင်းပြင်းထန်ထန်တတိတမ္ပစဉ်တရားရှေ့ထားပြီးတော့ကြိုးစားရမယ်အထောက်ရမယ်တဲ့ဥပမာဘယ်လောက်ထိကြိုးစားရမလဲဆိုလို့ရှိရင်တဲ့ခေါင်းကိုလောင်နေတဲ့မီးကိုငြိမ်းတဲ့ဝရိယမျိုးကိုဝတ်ထားတဲ့အင်ကြီးကိုလောင်တဲ့ဝရိယမျိုးနဲ့ကိုစီစစ်လိုက်လို့ကိုယ်တန်တမှာမကောင်းတာကြီးတွေ့ပြီဆိုငါဒါကြီးတော့လက်သက်မခံတော့ဘူးနောက်မဖြစ်အောင်ငါကြိုးစားမယ်အဲ့ဒီကြိုးစားမယ်ဆိုတဲ့စိတ်ကလေးကဘယ်လောက်ထိပြင်းထန်ရမှာတော့လိုက်ဖို့တော့တိတ်မလွယ်ဘူးနော်တရားမှီဖို့မလွယ်ဘူးဒီတရားတွေကမြင့်လိုက်တာလို့ပြောရင်ဒါမျိုးကိုပြောခြင်းပြောဟုတ်လားတချို့ကသူတို့တရားနားမလဲဘူးဆိုရင်တရားမြင့်တယ်လို့ပြောတာနားမလဲတာကိုသူတို့ကမြင့်တယ်လို့လုပ်တာဟုတ်လားအမှန်ကိုနားမလဲတာပေါ့နားလဲအောင်လုပ်လေဟုတ်လားတရားမြင့်တယ်ဆိုတာဒါမျိုးလို့ဘုံဘုံကပြောခြင်းတယ်ဩဆိုတော့ဘယ်လိုပြောတော့ဥမာခေါင်းလောင်တဲ့ဝရိယခေါင်းမီးလောင်လို့ညှိမ့်သက်တဲ့ဝရိယတဲ့စိတ်ကူးနဲ့လောင်ကြည့်လေကိုဝတ်ထားတဲ့အင်ကြီးမီးလောင်ပြီအဲ့ဒီအချိန်မှာဘာအရေးကြီးဆုံးလဲဒါငြိမ်းဖို့အရေးကြီးဆုံးပဲကျန်တဲ့ကိစ္စဘယ်ဟာမှအရေးမကြီးဘူးဟုတ်လားအဲ့တော့ဘုံဘုံတို့ကအဲ့လိုမျိုးအကုသိုလ်တွေကိုပယ်ဖို့မကောင်းတဲ့စိတ်တွေကိုမှရှိရလဲသိရနော်ကိုဒေါသတွေထွက်တာလဲသိတယ်ကိုလောဘတွေကြီးရလဲသိတယ်မနာလိုတဲ့စိတ်တွေတစ်ခါဖြစ်တာလဲသိတယ်ထိနာမိတာဝိသိကိစ္စအကုန်ဖြစ်နေတာတွေသိရနော်သိပြီအဲ့ဒါတွေပယ်ဖို့ဘုံဘုံတို့စူးစမ်းတဲ့နေရာမှာဝရိယကအဲ့လိုမျိုးရှိလားမရှိဘူးနေသားထိုင်သားပဲလေဟုတ်လားအဲ့ဒါကိုပြောတာနော်တရားမြင့်တယ်ဆိုတာဟုတ်လားဘုရားကတော့အဲ့လောက်ထိလုံးလို့ပြောတာဘုံဘုံတို့ကလိုက်နိုင်လားမလိုက်နိုင်မလိုက်နိုင်သေးတာကိုမလိုက်နိုင်သေးဘူးလို့သိရင်တော်သေးရဲ့လို့ဒါကျမ်းဖန်ပြီးတော့တတ်တာရှားတာပေါ့လေဟုတ်လားတကယ်ဆိုလို့ရှိရင်လိုက်နိုင်အောင်ဘာလုပ်ရမှာတော့ကြိုးစားရမယ်အဲ့ဒါဆိုရင်တော့မြန်မြန်ချမ်းသာမှာပေါ့မလိုက်နိုင်သေးတော့လည်းပဲဆင်းရဲအောင်ပေါ့ဒါပဲလေအတိတ်ကဒါဆင်းရဲတွင်းကထွက်ဖို့အတွက်ကြိုးစားတာပဲတကယ်တမ်းကနော်ဘယ်သူမှကိုယ်နှိမ့်ဆက်နေတာမဟုတ်ကိုယ့်ရဲ့မကောင်းတဲ့စိတ်တွေကပဲကိုယ်ကိုနှိမ့်ဆက်နေကိုယ်မကောင်းတဲ့စိတ်ကိုကိုယ့်ကိုပယ်အောင်လုပ်တာကိုယ့်ဒုက္ခကိုယ့်ကိုချုပ်သွားအောင်ကြိုးစားတာပဲအဲ့ဒါကိုမကြိုးစားခြင်းဘူးဟာကြီးကျိုအီအိုနဲ့တခါဆင်ခြင်မျိုးစုံပေးပြီးတော့နေမယ်ဆိုရင်နေပေါ့ဆင်းရဲတွင်းနဲ့ကိုယ့်ဟာကိုယ်ဒါပဲလေဟုတ်လားအဲ့တော့မြတ်စွာဘုရားပြောတာလေဘယ်လောက်တဘာဝကြတော့မှန်ကြည့်တယ်မျက်နာပေါ်မှာအညစ်အကြေးတွေတင်းနေတယ်ဘာလို့သူဖဲပြစ်မှာပဲအချိန်ဆိုင်မလားအဆိုင်ပါဘူး
မှန်ကြည့်လို့မျက်နှာပေါ်မှာတွေ့တဲ့အညစ်အကြေးကြတော့အချိန်မဆိုင်ဘူးနော်တောက်လျှောက်ကိုနော်ရေရှိရင်ရေနဲ့သေးမယ်ရေမရှိရင်လက်နဲ့ပုတ်မယ်ဟာအင်ကြီးနဲ့လည်းပုတ်ချင်ပုတ်လိုက်မှာပဲတောက်လျှောက်ကိုဆိုင်မယ်တောက်လျှောက်ကိုလုံမယ်မဆိုင်ဘူးအကုသိုလ်ကြတော့အချိန်ရဆိုင်လားဆိုင်တာပေါ့ကို့မှာအကုသိုလ်တွေမကောင်းတဲ့စိတ်တွေနော်အခွင့်ကြုံလာလို့ရှိရင်ဖြစ်နေမှန်းသိသားပဲအဲ့ဒီအားနည်းချက်ကြီးရှိမှန်းသိသားပဲဒါပေမဲ့အဲ့ဒီဥစ္စာကိုမဖြစ်စီရဘူးခွဲလုံမဲ့ဟဲ့ငါမလျှော့တဲ့ဇွဲလုံးလားနဲ့ဆိုတာမျိုးကြတော့မလားဟုတ်လားအဲ့လိုမျက်နှာပေါ်မှာပေးကျန်းနေတဲ့အညစ်အကြေးကအယုတ်ဆိုးလို့ဖြစ်တဲ့အကျိုးမဲ့မှုဆိုတာဘာမှမပြောပါတော့ဘူးကြည်ရခက်တာလေးပဲရှိမယ်ဟုတ်လားစိတ်ထဲမှာဖြစ်နေတဲ့အညစ်အကြေးကအများကြီးဒုက္ခပေးမှာနော်ဒါပေမဲ့ဘုံဘုံတို့ကအဲ့လိုသိပါလဲနဲ့လည်းပဲမျက်နှာအညစ်အကြေးလောက်ကိုပဲအလေးနဲ့ကမထားဘူးတော့စိတ်ထဲမှာပေးနေတဲ့အညစ်အကြေးကိုမျက်နှာပေါ်မှာထားတဲ့မျက်နှာပေါ်မှာရှိနေတဲ့အညစ်အကြေးလောက်အလေးနဲ့ထားသလားအဲ့ဒါကြောင့်ကျုပ်တို့မချမ်းသာကြသေးတာမထားပဲဟုတ်တယ်မဟုတ်လားဘာမှသိအရေးမပါတဲ့ဟာကြတော့အရေးကြီးတယ်ထင်းနေတာလေစိတ်ထဲမှာတကယ်ဒုက္ခပေးနေတဲ့ဟာကိုကြတော့ဖယ်ရကောင်းမှမသိဘူးဟုတ်တယ်မဟုတ်လားဒါအတ္တသမပဏိတိဖြစ်ဖို့ပြောနေတာနော်ကိုယ်စိတ်ကိုမြတ်စွာဘုရားဆင်ခြင်တဲ့နည်းနဲ့လို့ဟုတ်လားမကောင်းတာတွေးလို့ရှိရင်ခေါင်းလောင်တဲ့မီးဝိနေတဲ့အင်ကြီးလောင်တဲ့မီးကိုညှိမ့်သက်တဲ့ဝိရိယမျိုးနဲ့ဖယ်ဖို့ကြိုးစားတယ်တကယ်လို့ကောင်းတာမတွေ့ဘူးကောင်းတာလေးတွေပဲတွေ့ပြီဆိုရင်တော့အဲ့ဒီကုသိုလ်ပေါ်မှာယက်တည်ပြီးတော့အာသောတရားကုံအောင်နောက်ဆုံးလမ်းဆုံးထိရောက်တော့အောင်လုပ်ပြလိုက်တဲ့ဟောသူ့ကြတော့လည်းပဲဟောတာအလွန်ပြည့်စုံတယ်နော်တခါလေကိုစဉ်းစားလိုက်တဲ့ကောင်းတာလေးတွေတွေ့တဲ့အခါလဲချက်ချက်ပါပါမရှိနိုင်ဘူးလားရှိနိုင်နော်အဲ့လိုဆိုရင်ဘုံဘုံတို့ကအားရမနေနဲ့ဟုတ်လားဘာလို့မြတ်စွာဘုရားသင်ထားတာဘာလို့အဲ့ဒီကုသိုလ်ပေါ်မှာယက်တည်ပြီးတော့အဲ့ဒါထက်ပိုပြီးတော့တာလွန်တဲ့ကောင်းမြတ်တဲ့နောက်ဆုံးအာသောတရား၄ပါးကုန်ခန်းသည့်အထိနော်ဒီကိလေသာတရားတွေလုံးဝဖြစ်ခွင့်နော်ကိုယ်တန်တမှာဖြစ်ပေါ်မလာသည့်အထိလုံးဝအမြင့်ပြတ်ချုပ်ငိမ့်ယုံသိမ့်သည့်အထိဥတည်ပြီးတော့ကြိုးစားလို့ပြောတာဟုတ်လားဒါပါလေသစိတသုတ်တိုင်အနှစ်ချုပ်နော်ဒါဆင်ញင်တဲ့နီးပဲဒီဥစ္စာလေးကဆင်ញင်တဲ့နီးကိုဆင်ញင်ကြည့်ဟုတ်လားဆင်ញင်တယ်ဆိုတာစဉ်းစားတာပဲပို့ပြီးတော့နားလည်လွယ်အောင်ပြောရရင်နာစဉ်းစားတာလေးကသဘာဝကြကြလေးစဉ်းစားတာငါဘလူတွေဖြစ်နေတော့ကိုစိတ်ကိုဘုန်းတော်ဒီပြင်လူအကြောင်းပဲရှောက်စဉ်းစားနေတာလေဒီပြင်အကြောင်းတွေပဲရှောက်စဉ်းစားနေတာကောင်းကျင်တယ်ဆိုရင်ကောင်းလားမကောင်းလားဒီစိတ်ကိုအရင်စီစစ်ဖို့မလိုဘူးလားစိတ်ကလေးကိုကောင်းကောင်းထားတတ်ခြင်းတယ်ဆိုရင်ငါစိတ်ကနော်ကောင်းတဲ့နေရာမှာနေလားမကောင်းတဲ့နေရာမှာနေလားကောင်းတာတွေဖြစ်နေလားမကောင်းတာတွေဖြစ်နေလားဘုန်းဘုန်းတို့ဘာလို့ဖို့လို့တော့စီစစ်ဖို့လို့တယ်ဒါဆင်ခြင်တဲ့နည်းကိုပြောတာနောက်ပွားများတဲ့နည်းတဲ့ဟောလာအောင်မယ်နော်အဲ့ဒါကြတော့ဘုန်းဘုန်းတို့ဒီမဟာဝကတန်ရုပ်ပါဠိတော်ထဲမှာကုံဘသုတ်တံဆိုတာရှိတယ်မကတန်ရုပ်ထဲမှာနော်မဟာဝကတန်ရုပ်ပါဠိတော်ကြီးကသူကဘောဓိပက္ခိယတရားတွေအလွန်ကောင်းမြတ်တဲ့တရားတွေကိုအဓိကဦးစားပေးပြီးတော့ဟောထားတာအဲ့ဒါတွေကိုမှတ်တမ်းတင်ထားတာပေါ့နော်စူးစီးထားတာပေါ့အဲ့ဒီမှာမဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတော့မဂ္ဂင်၈ပါးကိုပွားများခြင်းဟာစိတ်ကိုအကောင်းဆုံးဖြစ်အောင်ထားတာဆိုတာလေးကိုဥပမာပေးပြီးတော့ဟောတာအဲ့ဒီဥပမာလေးကိုဘုံဘုံကအလွန်မှကိုကြိုက်တယ်ဟုတ်လားသေယထာပိဘိက္ခွေကုံဘောအနာရတော်သုပ္ပုတ္တိယောဟောတိတာရတော်ဒုပ္ပုတ္တိယောဟောတိယဟန်တို့တဲ့မြေအိုးတစ်လုံးကိုကရုတ်ခွေပေါ်မှာနော်ကောင်းကောင်းတင်မထားဘူးပြင်ဘက်မှာဒီတိုင်းပဲထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိုးကလိမ့်လွယ်တယ်တဲ့မငြိမ်ဘူးပေါ့လိမ့်လို့တခုနဲ့တိုက်ပြီးခိုက်မိပဲဆိုရင်လည်းနာသွားမယ်အခက်မသိရင်ကွဲသွားမယ်အဲ့ဒီမြေအိုးကိုကရုတ်ခွေပေါ်မှာတစ်တရဲ့ချထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီမြေအိုးကမလိမ့်တော့ဘူးလုံးဝငြိမ်သွားပြီငြိမ်သွားပြီဆိုလို့ရှိရင်သူတိုက်ပြီးခိုက်မိစရာလည်းမရှိဘူးနာစရာလည်းမရှိဘူးကွဲစရာလည်းမရှိဘူးအလွန်ကောင်းတဲ့ဥမာပဲဟုတ်လားကရုတ်ခွေပေါ်မှာမြေအိုးလေးတင်ထားတယ်အိမ်လေးကိုရလို့ဟုတ်လားဟာအောက်ကကရုတ်ခွေမပါဘဲနဲ့ပြင်ကြီးပေါ်မှာဒီတိုင်းချလိုက်တယ်ဆိုရင်တော့ကြည်ရတာကွာစဒီမြေအိုးကတော့အန္တရာယ်ရှိနေပြီလို့မသိနိုင်ဘူးလားသိနိုင်တယ်နော်အဲ့ဒါလိုပဲတဲ့ဧဝမေဝံခောဘိက္ခွေစိတ်တံအနာရတံသုပ္ပုတ္တိယဟောတိတာရတံဒုပ္ပုတ္တိယဟောတိစိတ်ကိုသူ့ရဲ့ကရုတ်ခွေလေးပေါ်မှာကောင်းကောင်းမထားဘူးဆိုရင်အဲ့ဒီစိတ်ဟာပြန့်လွင့်လွယ်တယ်ပျက်စီးလွယ်တယ်နော်လိမ့်လွယ်တဲ့သဘောမျိုးပေါ့နော်ဟုတ်လားစိတ်ကိုသူ့ရဲ့ကရုတ်ခွေလေးပေါ်မှာတီယာကောင်းကောင်းလေးပေါ်မှာထားလိုက်မယ်ဆိုရင်တော့အဲ့ဒီစိတ်ကနော်လိမ့်ဖို့ပြန့်လွင့်ဖို့ခဲရင်တဲ့စိတ်မပြန့်လွင့်ဘူးစိတ်တွေတောင်တွေးမြောက်တွေးမတွေးဘူးဆိုရင်ကိလေသာဖြစ်เสียအကြောင်းမရှိဘူးလေအခုဘုံဘုံတို့စိတ်ကိုလောဘဒေါသမောဟဝင်နှိမ့်ဆက်တယ်ဆိုတာဒီစိတ်ကဘာလဲအငြိမ်မရနော်အိမ်ဒီမရရှောက်တွေးနေတာအိုးတကယ်လို့အတွေးတာမရှိဘူးဆိုရင်ကြမ်းတဲ့ကိလေသာဖြစ်เสียအကြောင်းကိုမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာဟုတ်လား
အဲ့လိုဆိုရင်စိတ်ရဲ့ကရုတ်ခွေဆိုတာဘာလဲမြေအိုးရဲ့ကရုတ်ခွေကတော့အုံစံပတ်ကလေးတွေအမြက်ကလေးတွေကောက်ရွေးလေးတွေနဲ့ခွေစုရှိပြီးတော့လှုပ်ကြတာပေါ့နော်ဒါမျိုးကလူတွေကတော့သိချင်မှသိမယ်ဟုတ်လားအဲ့တော့စိတ်ရဲ့ကရုတ်ခွေကတော့ဘာကိုပြောတာလဲဆိုတော့စိတ်ရဲ့ကရုတ်ခွေဆိုတာမဂ္ဂင်၈ပါးကိုပြောတာတဲ့ဟုတ်လားမဂ္ဂင်၈ပါးမှာဟောစဉ်အတိုင်းကတော့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပညာမဂ္ဂင်2ပါးကိုရှေ့တန်းတင်ဟောထားတယ်နော်မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အကြံဟုတ်လားအိဋ္ဌဒုက္ခအနတ္တလို့မြင်တဲ့အမြင်ကိုဒါတမ္မာဒိဋ္ဌိသစ္စာ၄ပါးကိုအမှန်တိုင်းမြင်တဲ့အမြင်ကိုဒါတမ္မာဒိဋ္ဌိဟုတ်လားအဲ့ဒါကိုမှန်မှန်ကန်ကန်သိအောင်တွေးတာကြံတာကိုဘာခေါ်တော့တမ္မာသင်္ကပ္ပပညာမဂ္ဂင်2ပါးပေါ့နော်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာဘာတော့သီလမဂ္ဂင်3ပါးကောင်းသောစကားကောင်းသောအလုပ်ကောင်းသောအသက်မူဝမ်းကြောင်းမှုဟုတ်လားတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတာဘာတော့တမာရိမဂ္ဂင်3ပါးကောင်းသောအာထုံမှုကောင်းသောတည်ကြည်ကောင်းသောတတိအောင်မေမှုကောင်းသောတည်ငြိမ်မှုဟုတ်လားဒါကဒေသနာအတိုင်းဟောတော့ပညာသီလတမာတိမဂ္ဂင်ကိုဒီတိုင်းလေးပြောတာပေါ့နော်တမာဒိဋ္ဌိကိုခေါင်းဆောင်တင်ပြီးတော့ပြောတာတကယ်တရားအထုတ်ပြီးမဂ္ဂင်၈ပါးကိုပွားများရပြီဆိုတော့ဘယ်ဟာစရအောင်ဆိုတော့တတိယစရတယ်ဘယ်ဟာစရတော့တတိယစရနော်တတိထားလိုက်ရတယ်ဘာရဲ့အကြောင်းကိုဘုံဘုံတို့ကမှန်မှန်ကန်ကန်သိကျင်တာတုံးဆိုဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိကျင်နော်တမာဒိဋ္ဌိဆိုတာဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာဒါဘုံဘုံတို့မှာကိုရှင်းနေတဲ့ပြဿနာဘာလဲဆိုတာကိုအရင်မြင်အောင်လုပ်ဖို့လိုတယ်လောဘဒေါသမောဟဘာကြောင့်ဖြစ်တာတော့လောဘဒေါသမောဟတွေဖြစ်နေတာကွာစားနော်ပြဿနာဖြစ်နေတာဒုက္ခတွေဖြစ်နေတာအဲ့ဒါမဖြစ်မှပြဿနာအေးမှဒုက္ခအေးမှအဲ့လို့ဆိုလောဘဒေါသမောဟကဘာကြောင့်ဖြစ်နေတာတော့ဆိုဒီခန္ဓာအကြောင်းကိုအမှန်ကန်မသိလို့လောဘဒေါသမောဟကဖြစ်နေဟုတ်လားအဲ့လို့ဆိုရင်ဒီခန္ဓာအကြောင်းကိုအမှန်ကန်သိအောင်ဘုံဘုံတို့ကြိုးစားရမယ်ပေါ့ဒီခန္ဓာကဘယ်လိုသဘောရှိတာတော့မတည်မြဲတဲ့အနေဆအကောင်းမဟုတ်တဲ့ဒုက္ခကိုယ်စိတ်ကိုယ်တိုင်းကိုယ်လိုတိုင်းမဖြစ်တဲ့ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့အနတ္တဒါဒီခန္ဓာရဲ့သဘာဝအကြံမြင်ပေါ့နော်အဲ့ဒါကိုသိရင်ဘာခေါ်တော့တမ္မာဒိဋ္ဌိဟုတ်လားအဲ့ဒီတမ္မာဒိဋ္ဌိကသူကဒီမဂ္ဂင်၈ပါးမှာခေါင်းဆောင်ပဲသူဖြစ်ရင်ကျန်တာတွေအကုန်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီသူဖြစ်ဖို့အတွက်ဘုံဘုံတို့စပြီးတော့ကနဦးကြိုးစားပြီဆိုတော့ဘာနဲ့ကြိုးစားမှာဆိုတတိနဲ့ကြိုးစားဒီခန္ဓာကြီးကအနိစ္စကြီးပါမတည်မြဲတဲ့သဘောကြီးပါလို့အမှန်ကန်သိကျင်တယ်ဆိုရင်ဒီခန္ဓာကိုယ်ပဲဘုံဘုံတို့အရင်ဘာလုပ်ရမှာတော့အာယုံစိုက်ဖို့လိုတယ်ဒါကိုဘုံဘုံတို့ဘာလဲလို့သိကျင်တယ်မြင်ကျင်တယ်ဆိုရင်ဒါကိုဘုံဘုံတို့အရင်ကြည့်ရမယ်ပေါ့နော်ကြည့်မှဒီဥစ္စာဘာဆိုတာကိုသိမယ်ပေါ့အဲ့လိုပဲခန္ဓာဟာမတည်မြဲတဲ့သဘောလို့အမှန်ကန်သိတဲ့တမ္မာဒိဋ္ဌိကိုဘုံဘုံတို့မျက်နှိုးတယ်ရကျင်တယ်ဆိုလို့ရှိရင်အစကနဥပါရှိရမှာတော့တမ္မာတတိရှိရမယ်ဒါကြောင့်တရားမှတ်တယ်ဆိုတာအဲ့ဒါတတိထားနေတာပဲဘာလေးဖြစ်လာလားဘာမှဘုံဘုံတို့ထုထွေစံပြားဆိုတာသူ့ကိုနော်စဉ်းစားနေတာကြံစည်နေတာမဟုတ်ဘူးသူဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးပဲအတိအမှတ်ပြုနေတာဒါလေးဖြစ်နေတာကိုသတိရှိနေတယ်သိနေတယ်ပေါ့ဟုတ်လားအဲ့လိုသိနေအောင်လေးရလည်းပဲဘုံဘုံတို့ဝရိယမပါဘဲနဲ့လုံးမဟဲ့ဆိုတာလေးမပါဘဲနဲ့မရဘူးလကားနေရင်လည်း तू ကဖြစ်မနေဘူး तू အားဆိုင်ရတယ်အဲ့ဒီအားဆိုင်မှုကဘာတော့တမ္မာဝါယမဟုတ်လားတတိဖြစ်ဖို့အတွက်အားဆိုင်တာကတမ္မာဝါယမတတိခဏခဏဖြစ်လာတဲ့အခါမှာစိတ်ကလည်းနည်းငြိမ်လာတယ်ဟောဒီဟာလေးပေါ်မှာဒီအာယုံလေးပေါ်မှာစိတ်ကငြိမ်လာတယ်အဲ့ဒါကိုဘာခေါ်တော့တမ္မာသမာဓိသမာဓိမဂ္ဂင်3ပါအဲ့ဒီငြိမ်လာပြီဆိုတော့မှအတွေးအကြံလေးကမှန်းလာတယ်အတွေးအကြံလေးမှန်းလာပြီဆိုတော့မှအမြင်လေးကပို့ပြီးတော့မှန်းလာတယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပကိုသွားတာဟုတ်လားဒါကြောင့်မို့ဆိုတော့ဘုရားကြီးကဒီပညာမဂ္ဂင်2ပါးနဲ့တမာတိမဂ္ဂင်3ပါးဒီ5ပါးကိုလှုပ်သားမဂ္ဂင်5ပါးလို့အဲ့လိုနာမည်တက်တယ်။မဲ့ဉဏ်ပူဉဏ်ကိုရဖို့အတွက်ဒီ5ပါးနဲ့အလုပ်လုပ်ရတယ်။ဟုတ်လားဒီ5ပါးနဲ့အလုပ်လုပ်ရတယ်။သီလကမလုပ်ခင်ရှေ့ဖို့ရဆိုပေါ့သီလကဖြူစင်အောင်တတ်နိုင်သမျှကြိုးစားရတယ်။ဒါပေမဲ့လို့မဲ့ဉဏ်ပူဉဏ်မရမချင်းသီလကလွန်ကျူးခွင့်ကြုံရင်သူကလွန်ကျူးနေအောင်ပါပဲ။ဒါပေမဲ့အဲ့ဒါကိုဘုံဘုံတို့ကတတ်နိုင်သမျှထိမ့်သိမ်းရင်းနဲ့ပဲဒီလှုပ်သားမဂ္ဂင်5ပါးနဲ့အလုပ်လုပ်သွားဉာဏ်ထက်လို့နောက်ဆုံးသစ္စာ4ပါးကိုထိုးထွင်းသိပြီဟေ့ဆိုတာနဲ့သောတာပတိမဉဏ်ဖြစ်ပြီဟေ့ဆိုတာနဲ့5ပါးသီလလုံးဝအသက်တည်ဟူသောအကြောင်းကြောင့်တောင်မလွန်ကျူးတော့ဘူးပေါ့အဲ့ဒီလိုလေးဒါအကြံဉာဏ်ပြောပြတာဟုတ်လားအဲ့တော့ဒီမဂ္ဂင်10ပါးဟာမြတ်စွာဘုရားဒီဒေသနာမှာဘယ်လိုဟောတော့စိတ်ရဲ့ကရုတ်ခွေတဲ့ဂိုင်ဘလောက်ကောင်းတဲ့ဥမာတော့နော်ကရုတ်ခွေပေါ်မှာတင်မထားတဲ့အိုးနဲ့ကရုတ်ခွေပေါ်မှာတင်ထားတဲ့အိုးဘလောက်ကွာခြားသလဲနော်အဲ့ဒါလိုပဲမဂ္ဂင်10ပါးနဲ့နေတဲ့စိတ်နဲ့မဂ္ဂင်10ပါးမရှိဘဲနဲ့နေတဲ့စိတ်ဘလောက်ကွာခြားလဲဆိုတော့ဘုံဘုံတို့မြင်အောင်ကြည့်ရမယ်
ရုပ်ခွေပေါ်မှာမရှိတဲ့အိုးဟာအချိန်တိုင်းအန္တရာယ်နဲ့နော်ဆက်ဆက်နေတယ်အဲ့လိုပဲမဂ်ခင်၈ပါးမရှိတဲ့တတိမရှိတဲ့စိတ်ဟုတ်လားတတိမရှိတဲ့စိတ်ဟာအချိန်တိုင်းအန္တရာယ်နဲ့ဆက်ဆက်နေတယ်ဘာအန္တရာယ်လဲမှားနိုင်တဲ့အန္တရာယ်ပေါ့နော်အမြင်မှားတွေဖြစ်မယ်အမြင်မှားတွေကိုအခြေခံပြီးတော့ဆွဲမဲ့မှုတွေမကျေနပ်မှုတွေပွားမှာပဲဟုတ်လားဒါကြောင့်မလို့စိတ်ကိုကောင်းအောင်ထားရမယ်ဘလို့ထားရမှာတော့ဒါလေးနှစ်ပုဒ်ကိုပြောပြတယ်နော်အချင်းကထင်တာတဲ့တောင်ပို့ပြီးတော့များများကုန်သွားပြီဟုတ်လားဘယ်နည်းနဲ့စိတ်ကိုကောင်းအောင်ထားရမှာတော့ဆင်ញင်တဲ့နည်းပွားများတဲ့နည်းဒါပဲနော်အနှစ်ချုပ်လေးပြောပြတာဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့တတိယပိုင်းလေးဏိကုံးပိုင်းကလေးပါပြောခြင်းတော့ဒီအတ္တတမပဏိတိနော်ကိုယ်စိတ်ကိုကောင်းအောင်ထားဖို့ကိုကောင်းအောင်ထားဖို့ဆိုတာမင်္ဂလာတရားတွေထဲမှာအရေးအပါဆုံးမင်္ဂလာတရားတနည်းအားဖြင့်ဒီဟာအလွန်မှအခရာကြတဲ့အဓိကကြတဲ့အရေးကြီးတဲ့လှုပ်เสียအလုပ်တစ်ခုပေါ့နော်သူအလွန်အရေးကြီးတယ်ဘာဖြစ်လို့တော့သူ့ကိုဘုံဘုံတို့ဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဘုံဘုံတို့ကဒုက္ခအကြီးကြီးရောက်နိုင်တယ်ဟုတ်လားဘယ်လောက်ထိဒုက္ခရောက်နိုင်တယ်လဲနေစဉ်အခါမှာလည်းပဲပူပူလောင်လောင်စင်းစင်းရဲနဲ့နေသွားရမယ်သိရင်လည်းပဲစင်းစင်းရဲနဲ့သိရလိမ့်မယ်ပြီးရင်လည်းပဲဆင်းရဲတဲ့ဘဝတွေကိုရောက်သွားတတ်တယ်ဘုံဘုံတို့အနာတပိန်တတိကြီးကိုဟောထားတဲ့အရခိတသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားဘယ်လောက်ထိဟောထားလဲဆိုလို့ရှိရင်အသေးစိုးနဲ့သိနိုင်တယ်လို့တောင်ဟောထားတယ်အဲ့လိုကြားလိုက်ရတော့လန့်သွားမလားမသိဘူးเนาะလူတွေကအသေးစိုးဆိုတာဟာရုပ်တရက်အစိမ့်သေးတာတော့တိုက်မိခိုက်မိလို့သေးတာတော့ဟုတ်လားမွေကိုက်လို့သေးတာတော့အဲ့လိုစိုးစိုးဝါးသေးတာတွေကိုအသေးစိုးလို့ပြောနေတာဟုတ်လားအမှန်အသေးစိုးဆိုတာအဲ့ဒါကိုရည်ရွယ်တာမဟုတ်ဘူးเนาะမကောင်းတဲ့စိတ်တွေနဲ့စင်စင်ရဲရဲအကုသိုလ်တွေနဲ့သေသွားတာကိုအသေးစိုးလို့ပြောတာဟုတ်လားကောင်းတဲ့စိတ်တွေနဲ့ကြီးကြီးလင်းလင်းချမ်းချမ်းသာသာသေမယ်ဆိုတော့သူကသူတဲကုလေးတွေပဲသေသွားပြုစုမလူမရှိပဲသေသွားတယောက်တည်းပဲသေသွားသေရတော့တယောက်တည်းသေကြရမှာပါဘေးဟာတွေကထင်နေတာရှိတာဝိုင်းနေတယ်ဆိုတာဟုတ်လားအဲ့တော့မြတ်စွာဘုရားဒီအရခိတသုတ်တံမှာကိုယ်စိတ်ကိုကောင်းကောင်းမထားဘူးကောင်းကောင်းမစောင့်ရှောက်ဘူးဆိုလို့ရှိရင်ဒီလူဟာအသေးကောင်းနဲ့မသေးနိုင်ဘူးတဲ့အဖြောင့်ပြောရရင်ဘယ်လိုပြောလဲအသေးစိုးနဲ့သေရလိမ့်မယ်လို့ပြောတာပဲဟုတ်လားအဲ့ဒါဟောပုံလေးကိုဘုံဘုံသဘောကျလို့အဲ့ဒါကျောင်းတော်ရောက်လာတဲ့အနာတပင်တတိကိုမြတ်စွာဘုရားဟောတာစိတ်တေဂဘတိအရခိတေကာယကမ္မံပိအရခိတံဟောတိဝစီကမ္မံပိအရခိတံဟောတိမနောကမ္မံပိအရခိတံဟောတိတခါကြီးတဲ့စိတ်ကိုသာကောင်းကောင်းစောင့်ရှောက်မထားဘူးဆိုရင်တဲ့သူ့ရဲ့အတွေးကိုလည်းကောင်းကောင်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးသူ့ရဲ့အပြောကိုလည်းကောင်းကောင်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးသူ့ရဲ့အလုပ်ကိုလည်းကောင်းကောင်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့ဒီမှာတော့ကာယကံကိုအရင်စဟောတယ်စိတ်ကိုကောင်းကောင်းစောင့်ရှောက်မထားဘူးဆိုရင်စိတ်ကိုကောင်းကောင်းစောင့်ရှောက်ထားတယ်ဆိုတော့အတ္တတမပဏိတိကိုပြောနေတာနော်ဟုတ်လားစိတ်ကိုကောင်းကောင်းစောင့်ရှောက်မထားဘူးဆိုရင်သူ့ရဲ့ကာယကံဝစီကံမနောကံကံသုံးပါးလုံးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့ကံသုံးပါးစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်လည်းဘာဖြစ်မလဲတော့တတ္တအရခိတကာယကမ္မန္တတအရခိတဝစီကမ္မန္တတအရခိတမနောကမ္မန္တတနော်ကာယကမ္မံပိအဝတုတံဟောတိဝစီကမ္မံပိအဝတုတံဟောတိမနောကမ္မံပိအဝတုတံဟောတိဒီကံသုံးပါးစောင့်ရှောက်မထားဘူးဆိုရင်ကံသုံးပါးဟာလောဘဒေါသမောဟနော်ဆူဆွတ်မှုအရေတို့ဖြင့်ဆူဆွတ်လာလိမ့်မယ်တဲ့ဟုတ်လားနော်ယာကဒေါသတို့ဖြင့်ဒီကံတရားတွေဟာဆူဆွတ်လာလိမ့်မယ်တဲ့အဲ့လိုဆူဆွတ်လာပြီဆိုရင်ဘာဖြစ်မလို့တဲ့ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိဆူဆွတ်မှများလာတဲ့အခါမှာပုတ်လိုက်မယ်ဆွေးလိုက်မယ်တဲ့ဟုတ်တယ်အဆူတဲ့အစီးတဲ့နဲ့အမြင်နေရင်ကြာရင်ဘာဖြစ်သွားမလို့အဲ့ဒါပုတ်သွားမှာနော်ဟုတ်လားအဲ့လိုပုတ်သွားပြီဆိုရင်တတ္တပုရိကာယကမ္မန္တတပုရိဝစီကမ္မန္တတပုရိမနောကမ္မန္တတနဗတ္တကမ္မရဏဟောတိနဗတ္တိကာကာလကိရိယာပုတ်နေတဲ့ကာယကဝစီကမနောကနေနဲ့နေနေတဲ့လူတယောက်ရဲ့သေခြင်းဟာကောင်းသောသေခြင်းမဟုတ်ဘူးတဲ့အဲ့ဒီလူရဲ့ကွယ်လွန်ခြင်းဟာကောင်းသောကွယ်လွန်ခြင်းမဟုတ်ဘူးတဲ့ဆိုးသောသေခြင်းဆိုးသောကွယ်လွန်ခြင်းပေါ့အဲ့တော့ဒီဒေသနာလေးကိုတေချာလေးစဉ်းစားကြည့်နော်စိတ်ကိုကောင်းကောင်းမထားဘူးဆိုရင်ကံသုံးပါးကိုကောင်းကောင်းထားတယ်လို့မဆိုနိုင်ဘူးကံသုံးပါးကောင်းကောင်းမထားရင်အဲ့ဒီကံသုံးပါးဟာဆွဆွမယ်ဆွဆွပါများရင်ပုတ်ဆွေးမယ်ပုတ်ဆွေးနေတဲ့ကံတရားတွေနဲ့ဘဝမှာနေတဲ့လူဟာဘယ်နည်းနဲ့မှအသေးမကောင်းနိုင်ဘူးကွယ်လွန်ခြင်းဟာအကောင်းမဖြစ်နိုင်ဘူးတဲ့ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားပိုးရှင်းအောင်ဥမာလေးနဲ့ပြောတယ်ဥမာပါပေးတော့ဆိုတော့ဒီအိမ်တစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်ဟုတ်လားအဲ့ဒီအိမ်ရဲ့အထွတ်ခေါင်ကိုလည်းပဲစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအချင်းရင်တွေအကာတွေအခင်းတွေတိုင်တွေဘယ်ဟာမှကောင်းကောင်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဘာလို့လဲဆိုတော့ तू က
ဒီအိမ်ကိုကောင်းကောင်းမှမိုးမထားတာအိုးမိုးမထားဘူးဆိုမိုးရွာပြီဆိုတာနဲ့မိုးယိုပြီလေမိုးယိုရင်ဒီတက်သားတွေအကုန်လုံးရွှဲဆိုပါများတဲ့အခါကျဘာဖြစ်လို့ဆွေးပြီးတော့အိမ်ကြီးကဘာဖြစ်သွားမလို့ပြိုလဲသွားမယ်ပေါ့မြတ်စွာဘုရားပေးတဲ့ဥမာဘလောက်ကောင်းတော့ဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုကောင်းကောင်းမစောင့်ရှောက်ဘူးကိုယ်စိတ်ကိုကောင်းကောင်းမထားဘူးကိုယ်ကိုကောင်းကောင်းမထားဘူးအတ္တသမပဏိတိစဆက်ပြက်လို့ရှိရင်နော်ခက်ကြမ်းကြမ်းစကလုံးနဲ့ပြောရင်ဘယ်လိုပြောမလဲအသေးစိုးနဲ့သေးရနိုင်တယ်လို့ပြောခြင်းတယ်ဒါမြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲနော်နဗတ္တကမရဏဟောတိဟုတ်လားကိုမထိန်သိမ့်တဲ့လူစိတ်ကိုမထိန်သိမ့်တဲ့လူနော်ပေါက်လို့ပဲစားဖြစ်တယ်လို့နေသွားမယ်ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှကောင်းတော့သိခြင်းမဖြစ်နိုင်ဟုတ်လားဥပမာအိမ်ကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်ဒီအိမ်ဟာခဏလေးပဲနော်ဆွေးပြီးတော့ပျက်စီးသွားမယ်ဒါပြောတာဟုတ်လားအဲ့တော့ဒါကသေတဲ့ချိန်မှာမှကောင်းကောင်းမသေးရဘူးဆိုလို့ရှိရင်ကောင်းတဲ့စိတ်နဲ့ချမ်းချမ်းသာသာနော်မသေးနိုင်ဘူးဆိုရင်ကောင်းတဲ့ဘဝကိုရောက်နိုင်မလားမရောက်နိုင်ဘူးနော်တေချာစဉ်းစားကြည့်ဟုတ်လားဘဝတန်တရားမှာလည်းပဲဒုက္ခတွေအများကြီးရောက်နိုင်တယ်အဲ့တော့ဒီနေရာမှာနော်ဏီကုံကလေးအတ္တသမပဏိတိစဆက်ပြက်ခက်လို့ကိုစိတ်ကိုကောင်းအောင်မထိန်သိမ်းခဲ့လို့နော်တန်တရားရှောက်လုံးဒုက္ခရောက်ပြီးတော့နော်ဆင်းရဲရတဲ့အကြောင်းအရာတစ်ခုပေါ့တန်ဝေကရစရာကောင်းလို့ဒါလေးကိုဘုံဘုံကပြောမလို့ရွေးချယ်လာအဲ့ဒါဘာလဲဆိုတော့မြတ်စွာဘုရားလက်ထက်ကအလွန်ထူးဆန်းတဲ့အကြောင်းအရာတစ်ခုပေါ့နော်ထူးဆန်းတယ်ဆိုတာအရင်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့လို့တန်ဝေကရစရာကောင်းအံ့ဩစရာကောင်းထူးဆန်းတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့ဒါဘာလို့ဆိုတော့နော်လောတကတိတ်တာဆိုတဲ့ယဟန္တာမထေရတပါးမြတ်စွာဘုရားသာသနာမှာယဟန္တာလည်းဖြစ်သွားတယ်ပြိဋိဘံလည်းဆန်းသွားပြီဒုက္ခတော့ငြိမ်းသွားပြီဒါပေမဲ့သူ့ဘဝဇက်ကြောင်းကတန်ဝေကရစရာကောင်းတော့နော်ထိတ်လန့်စရာကောင်းနော်သူမွေးပြီဆိုတဲ့ကိုကစပြီးတော့ဒုက္ခတွေကိုတည်လာတဲ့လူပေါ့သူ့အတွက်တည်းမကဘူးသူ့ရဲ့ဒီအတ္တသမပဏိတိစပြက်ခဲ့ပုံကပြင်းထန်တဲ့အတွက်ကြောင့်နော်သူ့ရဲ့အကုသိုလ်ကသူ့ကိုယ်တည်းနှိပ်စက်တာမဟုတ်သူနဲ့နီးစပ်တာတွေကိုပါနှိပ်စက်တာအဲ့ဒါကိုလည်းပဲတွေးမိစေခြင်းတယ်ပေါ့နော်အဲ့ဒါ तू ကတငါရွာကြီးတရားမှာသွားပြီးတော့လူဖြစ်တယ်အဲ့ဒါ तू ပရိသေတွေနေတဲ့ကိုကစားအဲ့ဒီရွာအဆင်မပြေဘူးနော်စားတဲ့ရေးပြထားတာတော့မီး9ခါလောင်တယ်ဘယင်က9ကြိမ်ဒဏ်ချတယ်အဲ့ဒီရွာကိုဟုတ်လားအဲ့ဒါနဲ့တို့ရွာကဒီလိုမျိုးမဖြစ်ဘူးငါးဖမ်းတာလည်းငါးမရဘူးတဲ့အဲ့ဒါနဲ့လူယုံမှာတယောက်တော့ရှိတယ်လူယုံမှာမဲခွဲမယ်ဆိုသူတို့ရဲ့ဒလိထုံးစံရပေါ့လေရွာကို2ပိုင်းခွဲလိုက်တယ်အဲ့ဒါ तू ပါတဲ့အပိုင်းကဒုက္ခရောက်တယ်သူမပါတဲ့အပိုင်းကပုံမှန်တိုင်းအဆင်ပြေသွားအဲ့တော့အဆင်မပြေတဲ့အဲ့ဒီပိုင်းကလည်းထက်ခွဲတယ်သူကအင်ကြီး1000ရှိရ900တိခွဲအဲ့900နဲ့အခု250တိခွဲသူပါတဲ့ပိုင်းကဒုက္ခရောက်အဲ့ဒါခွဲရင်နဲ့တော့သူတို့တည်းအိမ်ပဲကြံတယ်အဲ့ဒါနဲ့သူ့အမေမွေးတော်မမွေးသေးဘူးတော့ကိုဝင်စေကြီးအဲ့ဒါသူ့အိမ်အမျိုးတွေကဒီကလေးကိုဝင်ရတဲ့အခါဒီလိုဖြစ်တယ်နင်မအိမ်မနေနဲ့ဆိုတော့နှင်ထုတ်တယ်အဲ့ဒါမအေးရထွက်သွားရတယ်သူ့ယဉ်ကျေးမှုနဲ့သူတော့ဒီဥစ္စာကမဖြစ်နိုင်ဘူးလို့မပြောနဲ့ဟုတ်လားအဲ့ဒါဒီစင်းသေးရဲ့ဒီကလေးလေးကိုမွေးရတယ်မအေးရအဲ့ဒီကလေးမွေးပြီးတဲ့အခါသူလည်းပဲစုပ်ပြတ်တတ်တယ်ဆင်းရဲနေတာပဲသိတယ်ဒီကလေးကြောင့်သူဆင်းရဲနေတာလို့သိတယ်အဲ့ဒါနဲ့ကလေးသားဆိုတော့ तू ကမပြစ်နိုင်ဘူးလေဟုတ်လားဒါပေမဲ့လို့ तू ကနောက်ဆုံးတော့လေဓမ္မခံနိုင်တဲ့အခါကျတော့မတ်တက်ပြေးလေးအရွယ်မှာအဲ့ဒါခွက်လေးတစ်လုံးပေးပြီးတော့ဟိုအရင်တနာတဲ့သွားတောင်းချင်ဆိုတောင်းခိုင်းသူလည်းသွားပြီဆိုတော့မအေးရအဲ့ဒါမျက်စအစဖြောက်ပြီးတော့ထွက်သွားတာအဲ့ဒီအချိန်ကစပြီးတော့ဒီကလေးကသူ့ဝမ်းသူကြောင်းရတယ်နေစရာအိမ်မရှိဘူးဝိစရာအဝယ်စားဒီတစ်ထဲပဲရှိတယ်ဟုတ်လားဆပင်မွေးရလဲဗုဒ္ဓအဲ့သူများအိမ်ဟာနော်ထမင်းလုံးပေါက်ဟင်းလုံးပေါက်နော်မိဖို့ရောင်ကဆေးပစ်လိုက်လို့ဟုတ်လားအဲ့ဒီလောဟာမျိုးလေးတွေကိုပဲကောက်ပြီးတော့စားရင်းနဲ့တကယ်ကိုပဲကြမ်းကြမ်းထန်ထန်ဆူဆူဝါဝါဘဝမှာကျင်လဲရတယ်စားထဲမှာရေးပြထားတာလေးကတန်ဝေကရစရာကောင်းတယ်ဒီလောက်ဆင်းရဲပေမဲ့လို့တဲ့သူ့ရဲ့အတွင်းတန်တမှာအရဟတမညာအရဟတဖို့ညာကိုရစေတတ်တဲ့အကြောင်းတတ္တိဟာအိုးထဲမှာထွန်းထားတဲ့မီးလို့ရှိနေတယ်တဲ့ဒီမကကြည့်ရင်တော့စုပ်ပြတ်တတ်နေတာပဲဟုတ်လားဒါပေမဲ့အတွင်းထဲမှာဒုက္ခငြိမ်းမှာ तू ကဒီဘဝဒါပေမဲ့ तू ကကိုပြုတ်ခဲ့တဲ့ကံတရားတွေကိုမထိန်သိမ်းခဲ့တာတွေကောင်းခဲ့တာလည်းရှိတယ်ဆိုးခဲ့တာလည်းရှိတယ်ဒါမကောင်းတဲ့ရှုတော့ကနေဘုံဘုံကြည့်ပြီးတော့ပြောနေတာဟုတ်လားမကောင်းခဲ့တာဘလောက်ဒီအစွမ်းတတ္တိကြီးမားမားသူ့ကိုနော်ဖြစ်စေပြီးတော့ဒုက္ခပေးနေတယ်လေသူ့တွေမကဘဲနဲ့သူနဲ့နီးစပ်ရတွေပါဒုက္ခပေးနေတယ်လေဆိုတော့ပြောတာအဲ့ဒါနဲ့တော်တော်လေးအရွယ်ရောက်လာတယ်9နှစ်10နှစ်သားလေးလောက်ပေါ့နော်တကယ်ကိုမှကြောက်စရာလေးပေါ့နော်မိဘမရှိဘူးလေညီကူမောင်တော်ကမရှိဘူးလေဒီလိုလေးပဲဖြစ်တယ်လို့နေရတယ်အမြင်ကြည့်လိုက်ပေါ့စိတ်ကူးထဲမှာဟုတ်လားအဲ့ဒါရှင်သာရိပုတ္တရာတွေ့တော့အလွန်သနာရတယ်အရှင်မြတ်ကြီးကအဲ့တော့သူ့ကိုသနာတော့မင်းကိုရင်လေးဝတ်ပါလားတပည့်တော်ဘယ်သူဝတ်ပေးမှာတော့ဒီလောက်ဆင်းရဲနေတာငါဝတ်ပေးမယ်ဆိုတော့လိုက်သွားအကြောင်း
သူရောက်တော့ကိုယ်တိုင်ရေချိုးပေးကြီးတွန်းပေးအကုန်လုံးတတ်တတ်ရဖြစ်အောင်လုပ်ပြီးတော့ကိုရင်လေးဝတ်ပေးတယ်အဲ့ဒီချိန်မှာသူနောက်စောသွားတဲ့ဆိုင်တော့ချမ်းသာတယ်အဲ့ဒါအရွယ်ရောက်တဲ့အခါကျတော့အသက်20ပြီးတော့ယဟန်ခံကိုရင်ယဟန်ဖြစ်တယ်ဟုတ်လားအံ့ဩစရာကောင်းတာအဲ့ဒီဘဝမှာသူကတခါမှဝါအောင်တနက်မှမစားဘူးတဲ့နော်တခါမှဝါအောင်မစားဘူးအော်အတ္တရိတအလှူကြီးတွေလှူကြတာရှိတယ်ဟုတ်လားဥဒါခါတော့အနာတပိန်တို့အိမ်သွားကြိုက်တဲ့လောက်နော်ဒီတစပိတ်ကို3-4ပါးစားလို့ရဘာလို့ तू ဝအောင်မစားရတာတော့အံ့ဩစရာအဲ့ဒါ तू ကအစင်စီအတန်းလေးလိုက်တိုင်းဆုံးခံပြီးဆိုရပါစို့ဟုတ်လားသူ့စပိတ်ကလေးလောင်းမဲ့လူကကြည့်လိုက်တယ်ဟာဆွန်းနေဟင်းနေပြည်နေတယ်လို့ထင်းနေတယ်တဲ့အဲ့ဒါနဲ့တစ်ခွက်ပဲထည့်တယ်ဒါပဲတကယ်တမ်းသူထဲမှာဆွန်းရှိတာမဟုတ်ဘူးဒါသူ့ရဲ့ကံကဟိုလူကိုလှည့်စားနေတာပေါ့နော်ဒါမို့စမ်းကြယ်တာကိုဘုံဘုံကအံ့ဩတယ်ထူးဆန်းတယ်ဆိုတော့အဲ့ဒါကိုပြောတာပါဟုတ်လားတခါတလေဆိုလို့ရှိရင်ဒီမှာလောင်းစရာခွက်ထဲမှာရှိတယ်ဒါပေမဲ့သူ့ကိုလောင်းမကြည့်လို့ရှိရင်ခွက်ထဲမှာမရှိတော့သလိုမျိုးဖြစ်နေတယ်ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်အကြောင်းတစ်မျိုးမျိုးနဲ့သူကတော့ဝါအောင်မစားရတာတော့အသေးချပဲအဲ့ဒါနောက်ဆုံးသူယဟန္တာဖြစ်တယ်ယဟန္တာဖြစ်တော့လည်းပဲဝါအောင်စားရတာဆိုမစားဘူးယဟန္တာဖြစ်သွားစေတဲ့ဒီဉာဏ်ကြီးရတော့မှသူ့ရဲ့တစ်ချိန်တုန်းကမှားယွင်းခဲ့တဲ့အမှားတစ်ခုကိုမချေဖြတ်နိုင်ဘူးနော်အဲ့ဒီအရှင်ကိုမတွန်းလှန်နိုင်ဒါကိုမြင်စေချင်တာပေါ့ဟုတ်လားအဲ့တော့နောက်ဆုံးကျတော့သူပြိဋိဘံစံတော့မယ်ရှင်သာရိပုတ္တရာသိတယ်သူအသက်လည်းမရှိပါဘူးရှင်သာရိပုတ္တရာအရင်ပြိဋိဘံစံတယ်ရှင်သာရိပုတ္တရာ9နှစ်သားလောက်တည်းသာသူ့เจ้าကိုခေါ်လာတာသူ့အရင်ပြိဋိဘံစံတယ်ဆိုတော့သူအသက်မရှိလို့ပေါ့ဟုတ်လားအဲ့ဒါနဲ့သူကစဉ်းစားတယ်တဲ့အရှင်မြတ်ကြီးကဒီလောတကဒိဋ္ဌကိုနော်ပြိဋိဘံစံကနေတော့ငါထမင်းလေးထွန်းလေးတက်တက်တော့ဝါအောင်စားစေခြင်းတယ်ပေါ့အဲ့ဒါနဲ့ပြိဋိဘံလည်းစံတော့မှဒီနေ့ဆုံးခံခေါ်သွားတယ်သူပါလာတာလက်ဥတော်မချီဘူးတဲ့ကဲမြို့တွေကလူတွေကဟုတ်လားအဲ့ဒါနဲ့မဖြစ်ပါဘူးကဲမင်းအဲ့လိုဆိုရင်မြို့ပြင်ဘက်ကဇေယျကနေထိုင်ဆောင်နေငါပို့လိုက်မယ်ပေါ့အဲ့ဒီကနေထိုင်ဆောင်အဲ့ဒါရှင်သာရိပုတ္တရာသူ့ရီဝင်ပြီးတော့ဆုံးခံတော့မှရတယ်အဲ့ရတဲ့အခါကျသူ့ရဲ့ဒီတကားအိမ်ကနေပြီးတော့စွန့်နေဟင်းနေအကောင်းစားပေါ့နော်ရှင်သာရိပုတ္တရာတပိတ်နဲ့သူဖုံးပေးပြီးတော့အဲ့ဒါတွေကိုထည့်ပြီးတော့ဇေယျပေါ်မှာကိုတော်တစ်ပါးသတင်းသုံးနေတာရှိတယ်အဲ့ဒါမင်းတို့သွားပြီးတော့ကတ်ချီလို့အတိအကျပြောလိုက်တယ်သွားအဲ့လူနှစ်ယောက်ကလည်းသွားအဲ့တပိတ်ကြီးနဲ့သွားကြတယ်ဆွန့်သွားကတ်မယ်ဇေယျပေါ်ကျတော့ရှာတယ်မြင်ဘူးတဲ့တွေ့ဘူးတဲ့ဟိုမှာတော့ငုတ်တုတ်ထိုင်းနေတယ်မြင်ဘူးနော်အဲအံ့ဩစရာအဲ့ဒါကိုထူးဆန်းတယ်လို့ဘုံဘုံကပြောတာဟုတ်လားအဲ့ဒါနဲ့ကရင်အရှင်မြတ်မှာမရှိတဲ့ခါကျတော့ဒီလောက်ကောင်းတဲ့ဟင်းတွေထမင်းတွေတို့စားရဆိုသူတို့နှစ်ယောက်စားပြီးတော့စပိတ်ရှိပြီးတော့အရှင်မြတ်စီယူလာမင်းတို့တွေ့ခဲ့လားဆိုတော့မတွေ့ခဲ့ဘူးဟာအဲ့ဒါနဲ့အရှင်မြတ်ကကြောင်းပြန်သွားတဲ့ခါကျတော့လောတကဒိဋ္ဌလည်းကြောင်းရောက်နေပြီငါရှင်ဆွန်ဖုံးပေးရလားဆိုမပေးရဘူးဗျာအလွန်တန်ဝေကဖြစ်တယ်တဲ့ရှင်သာရိပုတ္တရာအဲ့ဒါနဲ့နေကိုကြည့်လိုက်တဲ့အခါကျတော့အချင်းကမရှိတော့ဘူးမွန်းလွဲသွားတယ်ပြိဋိဘံစံဃာနီလေးဆွမ်းအဝကျွေးမယ်ဆိုကမှလုံးလုံးငတ်ရတဲ့အဖြစ်ရောက်သွားတယ်ကဲစဉ်းစားကြည့်နော်ငတ်ဖို့ကံပါလာပြီဆိုရင်တော့ငတ်ပဲဟုတ်လားဒါကြောင့်မလို့နော်လူမုံးမှမကြောက်နဲ့ကံမုံးမှကြောက်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီကံကလည်းသူများလုပ်ခဲ့တာမဟုတ်ဘူးကိုလုပ်ခဲ့တာပဲလေဟုတ်လားဒါကြောင့်မို့မှားမှာကိုကြောက်ဘူးနော်မဟာဗောဓိမြိုင်စတော်ကြီးရဲ့စကားယူပြောရရင်တော့မှားမှာကိုတဲ့မှားမှမသိမှာကိုကြောက်သူကတော့အဲ့လိုလေးအဆက်ဆက်ပြောတယ်နော်ထားပါတော့အဲ့ဒါနဲ့အရှင်မြတ်ကြီးကဘာလုပ်တုံဆိုတော့စတုမတူသွားပြီးတော့လွတ်ခန့်တယ်ကောသလမင်းကြီးစီကောသလမင်းကြီးကလည်းနေလွဲမှရောက်လာဆိုတော့စတုမတူတွေထည့်ပြီးတော့လှုပ်လိုက်တယ်အဲ့ဒါနဲ့ကြောင်းမြန်မြန်ပြန်လာပြီးတော့သူ့ကိုစတုမတူကျွေးတယ်မစားရဘူးသူ့ရှိမှာအဲ့ဒါနဲ့စားတပိတ်ကိုကင်ထားတယ်ဖုံးပေးပါမဖုံးပေးရဘူးဆိုတော့ငါလှုပ်လိုက်လို့ရှိရင်အခက်မသိလို့ဒီစတုမတူတွေမြန်ပျောက်သွားမှာဆိုဘယ်နဲ့လုံမလို့မလှုပ်ဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့လက်ထဲကကင်ထားတဲ့တပိတ်ထဲကနေပြီးတော့သူယူပြီးတော့ဖုံးပေးအဲ့ဒီတနက်ပဲသူဝအောင်စားရတယ်တဲ့အဲ့ဒီနေ့မှာပဲပြိဋိဘံစံဘယ်နဲ့ကြောင့်ဒီလောက်ဆိုးွားတဲ့နော်အခြေအနေတွေကိုသူတွေ့ကြုံရတယ်လေရင်ဆိုင်ရတယ်လေနော်ဒါသူပြုတ်ခဲ့တဲ့ကံတရားလေးကလူတိုင်းကြားဘူးပါလေနော်ကတ္တပမြတ်စွာဘုရားလက်ထက်ကသူအရဟန်းတစ်ပါးတကားတယောက်ကလည်းအလွန်ကြီးညိုတယ်သူ့ရွာမှာကိုးကွယ်ထားတယ်အဲ့ဒီရွာရဲ့မျက်နှာဖုံးပေါ့တထေးဆိုကြပါစို့အဲ့ဒါသူကျောင်းတိုင်ဘုံကြီးအစင်းပြေးနေတယ်အဲ့ဒါဒီနေ့တော့အဲ့ဒီရွာကိုယဟန္တာတစ်ပါးကြွလာတယ်ယဟန္တာဆိုတော့အိမ်တွေကအလွန်ရမယ်ပေါ့အဲ့တော့အဲ့ဒီတကြွေကလည်းအလွန်ကြီးညိုတယ်ကြီးညိုတာနဲ့အိမ်ပင့်ပြီးတော့ဆွန့်ကပ်ဟုတ်လား
စွန့်ဖုံးပေးပြီးဆိုရှင်ဘုရားဒီတော့ကိုယ်ဝယ်ထားတဲ့ဘုန်းကြီးတစ်ပါးရှိပါတယ်ဗျာအကြောင်းရှိပါတယ်ဗျာအဲ့ဒီအကြောင်းကြွပြီးတော့အဲ့ဒီအကြောင်းမှာသတင်းသုံးပါအောင်ဖေရပြန်သွားရောဟိုရောက်တဲ့အခါကျတော့တွေ့တဲ့အခါကျတော့နော်ကြောင်းနေပါလေဟိုနေရာထိုင်ခင်းပေးတာပေါ့ပြီးတော့အဲ့ဒီရဟန္တာရှင်မြတ်ကလည်းနေရာပေးတယ်မှာနေအဲ့ဒါနဲ့သူ့စိတ်ကဘာမှမဖြစ်သေးဘူးညနေခင်းရောက်တဲ့အခါကျတော့တကာကနော်လူစရာတွေတန်းစရာတွေနဲ့စီမီနဲ့ပန်းလက်ဆွဲပြီးတော့သူ့ရဲ့အတိုင်းဝိုင်းနဲ့လာကြလာပြီးတော့အဲ့ဒီအာဂန္တုရဟန္တာမထေရမြတ်ကိုကြည်ညိုတော့တရားနာကြတာပေါ့အဲ့တော့တရားဟောတရားစကားလေးပြောအဲ့လိုမျိုးယုံယုံလေးဖြစ်နေတဲ့အခါကျတော့ဒီเจ้าနိုင်ဘုန်းကြီးကမနေတတ်တော့ဟောပုထုသင်တဘာဝဒါလည်းပဲနော်စဉ်းစားတယ်ကအလွန်ကောင်းတဲ့ကိစ္စဟုတ်လားအဲ့ဒါနဲ့သူဘယ်လိုစဉ်းစားတော့ဆိုတော့ငါတကာတော့ပျက်စီးသွားပြီအတ္တသမပတိတိစဆက်ကစပြက်ပြီသိလားကိုယ်စိတ်ကိုကောင်းကောင်းမထားနိုင်တော့ဘူးစိတ်တွေပူးကုန်ပြီလောင်းကုန်ပြီဟုတ်လားဘယ်နည်းနဲ့ပူလောင်းကုန်တာတော့ငါတကာတော့သူ့ကြည်ညိုရင်ငါ့ကိုရှိတယ်လို့တော့တွတ်တော့မှမဟုတ်တော့ဘူးကိုဆုံးရှုံးသွားမှာကိုတွေးတယ်သူ့ကိုမရစေချင်တာတွေးတယ်အိတ်တာရောမစ္စရိယာရောရှုပ်ထွေးခတ်နေပေါ့နော်လောဘတွေဒေါသတွေအခြေခံတော့လောဘပေါ့ဟုတ်လားအဲ့ဒီလောဘကဘာကိုဆက်ပြီးတော့ဖြစ်စေမတုံဒေါသပေါ့နော်ပူလောင်းလာတဲ့စိတ်ကပူလာတဲ့အခါကျတော့ဟိုတကားတွေအကုန်လုံးပြန်သွားကြပြီပြန်သွားပြီဆိုတော့ဒီနောက်ရောက်လာတဲ့ရဟန္တာမထေရငယ်ပုံရတယ်တောင်းတဲ့ဘုန်းကြီးကကြီးပုံရတယ်အဲ့ဒါနဲ့ကြီးတဲ့လူတွေကိုဝတ်ပြုဖို့ဆိုတော့သူကလက်ဦးလေးကြီးပြီးတော့လာတယ်လှဲ့ကိုမကြည့်နိုင်တော့ဘူးစကားလည်းတခွန်းမှမပြောနိုင်တော့ဟောနော်ကိုယ်စိတ်ကိုကောင်းကောင်းမထားနိုင်တဲ့အခါကျတော့လူရဲ့အမူအရာကာယကံဝစီကံတွေဘာဖြစ်ကုန်ပြီတော့အကုန်လုံးပျက်စီးကုန်ပြီပေါ့နော်စကားကိုမပြောနိုင်တော့ဘူးဟန်ကိုမဆောင်နိုင်တော့ဘူးဟုတ်လားအဲ့ဒီအမူအရာကိုလည်းမြင်တော့ဒီရဟန္တာမထေရသိပြီလေ။အော်ငါ့ကိုမနှစ်မြို့ဘူး။အံ့ဩစရာကောင်းလိုက်တာပေါ့နော်။ငါဒီလိုဟာတွေကိုမစွဲလန်းတော့ဘူးဆိုတာကို तू မသိရှာဘူး။အဲ့ဒါနဲ့အဲ့ဒီတညတော့ရဟန္တာမထေရအဲ့ဒီမှာပဲသတင်းသုံးတယ်8ဟုတ်လား။သတင်းသုံးတယ်။မနဲ့လင်းတော့ तू သွားတော့မှဒီနေရာကိုမနေဘူး။သူ့ကိုဒုက္ခမပေးဘူး။ဒါပေမဲ့ဟိုကသူ့တွေ့ကိန်းနဲ့ तू ဒုက္ခရောက်နေဟုတ်လား။အဲ့ဒီစိတ်ပျက်စီးနေတာဟာဘယ်ထိလာတော့ဆိုတော့ကာယကံဝစီကံပျက်စီးမှုထိလာမှာဟုတ်လားအဲ့ဒါမနဲ့လင်းတော့မလင်းခင်အစောကြီးထားနေတိုင်းတကားရင်ကိုသွားပြီးတော့ဆုံးဖုံးပေးနေကြ။အစောကြီးထားတော့သူဘာလုပ်တုံးဆိုတော့အဲ့ဒီအာဂန္တုမထေရဟန္တာမထေရအိတ်တဲ့ကြောင်းတကားကိုလက်သေးလေးနဲ့ချစ်တယ်တဲ့လက်သေးလေးနဲ့ချစ်တယ်ဟုတ်လားအတန်မထွက်လက်သေးလေးနဲ့ချစ်တယ်ပြီးရင်အဲ့ဒီနားမှာရှိတဲ့ခေါင်းလောင်းကိုလည်းလက်သေးလေးနဲ့ချစ်တယ်တဲ့ဒါဘာလို့လက်သေးနဲ့ချစ်တာတုံးဆိုဟိုရောက်နေ तू ကပြောဖို့လို့ဒီလိုလုတ်တယ်ဆိုတဲ့တညာလုံးသူအိပ်ပျော်ဟာမတူဘူးဟုတ်လားတညာလုံးအိပ်ကိုရဟာမတူဘူးနော်အဲ့ဒါနဲ့တကားသေးတွေးတော့ရှင်ဘုရားတပည့်တော်ရဲ့အာဂန္တုမထေရမပင့်ခဲ့ဘူးလားနှစ်ပါးအတူတူကြွာလာပြီးရောဆိုတော့တကားမင်းရတာထင်ကြီးနေတာမင်းဘုန်းကြီးကမနေ့ကမင်းကျွေးလိုက်တာတွေစားပြီးတော့နော်တော်တော်ကိုအိပ်ကောင်းနေပုံရတယ်ငါတကားပေါက်လို့တတိုင်းတိုင်းခောက်တာလဲမနိုးဘယ်တတိုင်းတိုင်းမခောက်ဘူးလက်သေးနဲ့ချစ်တာဟုတ်လားငါခေါင်းလောင်းကိုထိုးတာလဲ तू မနိုးဘူးဗမာစကားပုံဘာတွင်းနေတော့တက်ကြဲကြောင်နဲ့ခေါင်းလောင်းထိုးတယ်ဟုတ်လားတက်ကြဲကြောင်နဲ့ခေါင်းလောင်းထိုးလို့မြည်မလားမြည်ဒါတက်ကြဲကြောင်နဲ့ထိုးတာတော့မဟုတ်စားရရတော့ပါတော့လက်သေးလေးနဲ့ချစ်တယ်တဲ့ဟုတ်လားအဲ့ဒါနဲ့သူ့စိတ်ထဲကလို့တော့တကားလည်းသိတယ်ဘုန်းကြီးအမူအရာဒါမျိုးကအမူအရာကြည့်လိုက်ရင်ကိုသိတော့တာပဲလေလေသံကိုကြည့်လိုက်ရင်လည်းသိတယ်ဒါကြောင့်မနာလိုတဲ့စိတ်ဝန်တိုတဲ့စိတ်တွေကနော်တကယ်တမ်းကအရန်ထိမ့်ဖို့ကောင်းတယ်ဟုတ်လားရှက်เสียကြီးပေါ့နော်ရှက်เสียဆိုရင်လေပုထုဇဉ်ဆိုတော့မပေနိုင်သေးတော့အဲ့ဒါကရှိနေတယ်ဟုတ်လားအဲ့ဒါကိုသတိထားဖို့ရပါလေဒါအလွန်လူသိတဲ့ကိစ္စဆိုတာတော့သတိထားဟုတ်လားဝန်တိုးနေပြီဟေးမနာလို့ဖြစ်နေပြီဟေးဆိုလို့ရှိရင်မျက်နာကွာစာကြက်သေးမင်္ဂလာရှိတော့တာမဟုတ်တော့ဘူးဟုတ်လားစဉ်းစားနော်အဲ့ဒါနဲ့နော်တကားကို तू ကငါခေါင်းလောင်းတွေထိုးတယ်ကြောင်းတကားလည်းခောက်တယ်မင်းတကားမင်းဘုန်းကြီးနှိုးလို့ကိုမရအောင်အဲ့လိုပြောတဲ့အခါကျတော့တကားသဘောပေါက်တဲ့ကိုင်းအရှင်ဘုရားအဲ့လိုဆိုရင်မနေ့က तू ခီးပန်းလာလို့နေမှာပါဗျာဒါကြောင့်မို့လို့အရှင်ဘုရားပြန်လို့ရှိရင်ဒီဆွန်းလေးဟင်းလေးတော့ယူသွားပါဦးဟောအဲ့ဒီကျမှဒုက္ခရောက်ပြီနော် तू အလွန်မုန်းတဲ့ तू မနေသေးခြင်းနဲ့ဘုန်းကြီးအတွက်စားဖို့ तू ယူသွားအောင်မယ်ဟုတ်လားဟောတပိတ်ကိုကောင်းကောင်းဆေးပြီးတော့တကယ်ကိုကောင်းပေးဆိုတာတွေသူ့ကတ်တဲ့အတိုင်းပါပဲဟုတ်လားအဲ့ဒီတော့ထည့်ပြီးတော့ तू လမ်းလျှောက်ရင်တပိတ်ကြီးထမ်းလာတပိတ်ကြီးပွေလာပြီးတော့စဉ်းစားတယ်တဲ့ဒီလောက်ကောင်းတဲ့ဆွန်းရင်းကိုသာစားရင်တော့ဒီဘုန်းကြီးကတော့ဒီကိုတော်ကတော့ခြေထောက်နဲ့ကန်ထုတ်လို့တောင်သွားတော့မှမဟုတ်တော့ဘူးအဲ့တော့ငါဒီဆွန်းရင်းကိုငါကျွေးလို့မဖြစ်ဘူးပေါ့ဟောစိတ်တွေကပြက်ပုံကနေပြီးတော့နော်အကုန်လုံးကာယကံဝစီကံတွေအကုန်ပြက်ကုန်တာဟုတ်လားအဲ့ဒါနဲ့ရေထဲချလို့ရှိရင်ထောပတ်တွေနဲ့ချက်တာဆိုတော့ထောပတ်စီတွေကအပေါ်ရေပေါ်ဝိတ်တက်နေငါလှုပ်တဲ့အလုပ်သူများမြင်ရှက်เสียကောင်းတယ်အဲ့လိုတော့လဲ तू ကရှက်သေးတယ်ဟုတ်လား
နော်ပြစ်ကျဲလိုက်မယ်ဆိုလို့ရှိရင်လည်းကြီးကန်းတွေပဲလာထိုးမယ်ဆိုရင်လည်းသိမှာအဲ့ဒါ तू ဘလို့လုပ်ရမလဲစဉ်းစားတဲ့အခါကျတော့ကောက်ရိုးကြောက်တွေမီးပုံရှို့တယ်လေတော်ထဲမှာအဲ့လိုတွေအမိုက်တွေမီးရှို့ထားတာမီးကိုတူထားနေတာ तू တွေ့တဲ့အခါကျတော့အဆင်ပြေပြီဆိုတော့အဲ့ဒီမီးပုံနဲ့မီးကြီးခဲတွေဟုတ်လားအဲ့ဒါတွေကိုထောပတ်ထမင်းတွေအကုန်လုံးတုံပြီးတော့အပေါ်ကပုံမဲခဲတွေနဲ့အကုန်လုံးပြန်ဖုံးထားမီးလောင်သွားမှာပေါ့အဲ့လက်စပြက်ပေါ့နော်အဲ့လိုလုပ်ပြီးတော့ तू ကျင်းနဲ့ဟုတ်လားအဲ့ဒါနဲ့ကြောင်းရောက်တဲ့အခါကျတော့တကားကိုခောက်တယ်တကားအတွင်းထဲကပိတ်ထားတယ်ဒါပေမဲ့လို့အတွင်းထဲမှာမရှိတော့ဘူးရဟန္တာမထေရဇန်နဲ့ပြန်သွားတယ်သူ့ကိုသိပါစေဆိုတဲ့သဘောပေါ့နော်သူဒါကိုမမောတဲ့သဘောမရှိဘူးအဲ့ဒီကြတော့မှသူနောင်တအကြီးကျယ်ရတယ်ဩဒါငါစိတ်ကိုသိလို့ဒီလိုထွက်သွားတာဟုတ်လားအစားမသိတဲ့ပုဂ္ဂိုလ်တယောက်တော့မဟုတ်သူကအနိစ္စဒုက္ခအနတ္တကိုတော့လည်းအများကြီးရှုတယ်လို့ဆိုတယ်အဲ့ဒါစာဖတ်ရင်းနဲ့ဘုံဘုံကလည်းစဉ်းစားတယ်ဩဒီလိုတွေရှုနေတော့လည်းပဲမပေရသေးတဲ့အခါကျတော့ကိလေသာကတရောင်းတနေရနေပေါ့ထကြွနေတတ်ပါလားဆိုတာလေးပေါ့နော်စဉ်းစားတဲ့အကောင်းတယ်ဟုတ်လားအဲ့ဒါနဲ့သူပါစဉ်းစားအောင်ဆိုငါဝမ်းရေးကိုအကြောင်းပြုပြီးတော့ငါမလုတ်တင်တာလှုပ်လိုက်ပြီဟောဒီစကားလေးကိုဘုံဘုံကအလွန်သဘောကျတယ်ဆိုတာစဉ်းစားတဲ့အကောင်းဘာရေးဝမ်းရေးတဲ့ဒီတဝမ်းလေးအတွက်ဟုတ်လားဒီလိုမလုပ်လည်းပဲတစ်ချိန်ချိန်စားတော့စားရမှာပါပဲဟုတ်လားဒါပေမဲ့လူတွေကဒီဝမ်းရေးလေးကိုဟုတ်လားအကြောင်းပြုပြီးတော့မဟုတ်တာတွေလုပ်ကြတာမရှိဘူးလားရှိတယ်အဒီဝမ်းရေးလေးကြောင့်ငါမဟုတ်တာလုပ်မိပြီဆိုတော့နောင်တရစိတ်ကဘလို့မှမချမ်းသာတော့ယောဂဖြစ်တယ်ဒါပဲသူတွေးနေမယ်ဘယ်ကြွသွားမှလည်းမသိသူ့လုပ်ရကြီးကလည်းခွန့်လွတ်နိုင်စရာမရှိဘူးတာမန်ကြည့်မယ်ဆိုလို့ရှိရင်လေဟုတ်လားလိန်လေတာတွေရောကောက်ကျစ်တာတွေရောအကုန်လုံးရှုပ်ထွေးကုန်တာဟုတ်လားအဲ့ဒီစိတ်နဲ့ပဲသူကအသက်မရှိဘူးမြန်မြန်ပြန်တော်မူသွားတယ်ငရဲရောက်တယ်တဲ့အဲ့ဒီစိတ်နဲ့ပေလို့ပေါ့ဟုတ်လားအတ္တသမပတိတိစပြက်ပုံလေးကိုပြောပြတာနော်အဲ့ဒါဘယ်အထိသွားတော့အသေးဆိုးနဲ့သေရယုံနေမကဘဝဆိုးတွေရပြီးတော့နော်ဘဝပေါင်းများစွာဒုက္ခဘယ်တော့မှသူဝအောင်သိစားရတယ်လို့မရှိဘူးဒါသူကျူးလွန်စောရတာလဲတာမန်ပုဂ္ဂိုလ်မဟုတ်တာလည်းပဲပါမယ်ပေါ့နော်ဟုတ်လားအဲ့ဒါမလို့မြတ်စွာဘုရားလက်ထက်မှာယဟန္တာတော့ဖြစ်တယ်နော်ဒုက္ခတွေတော့ငြိမ်းသွားပြီဒါပေမဲ့ငြိမ်းခင်မှာဘယ်လိုတွေဖြစ်နေတော့ဆင်းရဲဒုက္ခတွေကိုအများကြီးခံရတယ်ပေါ့နော်ဒါဘုံကဘာပြောတာတော့နော်စိတ်ကိုကောင်းအောင်မထားဘူးဆိုရင်စိတ်ထားတွေဆိုးမယ်ဆိုလို့ရှိရင်နော်အသေးဆိုးနဲ့သေရယုံမဲ့